ခုလိုပါဝင်ပူးပေါင်းပေးတဲ့မိတ်ဆွေများအားလုံးကိုအရန်ကိုမှကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့ကျွန်မပြောပြပေးမယ်เนาะထုတ်ပုံတွေကတော့ဒီ F4 နဲ့ B4 ဆိုတဲ့ထုတ်ပုံတွေကတော့ပေါ့ခန္ဓာကိုယ်သွေးလျားလှပပြီးတော့ကြမ်းကြမ်းမာဆိုးဆိုးပြည့်ပြည့်နဲ့เนาะ body weight ကို management လုပ်ပေးမယ်ထုတ်ပုံတွေပဲဖြစ်ပါတယ်ကျွန်မဘာလို့ဒီလိုပြောလဲဆိုရင်လူတိုင်းอ่ะပေါ့เนาะခန္ဓာကိုယ်လေးသွေးလျားလှပဖို့အတွက်အစီကြားထုတ်ပုံတွေကိုလေ့လာကြတယ်ရွေးချယ်ကြတယ်ဝယ်ယူသုံးစွဲကြတယ်နော်အဲ့လိုဝယ်ယူသုံးစွဲတဲ့အခါမှာကျမ်းမာဆိုပြေဝင်းပသွယ်လျပြီးတော့ဒီပြည့်ပြည့်စုံတဲ့ result တွေပေါ့တပြိုင်နက်တည်းရရှိဖို့ဆိုတာအရန်ကိုမှခက်ခဲတဲ့ကိစ္စပါဒီခက်ခဲတဲ့အပိုင်းကို F4 နဲ့ B4 ကကူညီပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့ဒီထုတ်ပုံတွေကိုလေ့လာခြင်းကြပြီလားရှင်လေ့လာခြင်းကြပြီဆိုရင်လက်မလေးတွေထောင်ပြပေးပါဦးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါဆိုရင်ကျမကပေါ့နော်ဒီ F4 နဲ့ B4 ထုတ်ကုန်တွေကိုမပြောပြသေးခင်မှာဒီထုတ်ကုန်တွေဒီ body weight ကို management လုပ်တဲ့ထုတ်ကုန်တွေဖြစ်တဲ့အတွက်ခန္ဓာကိုယ် body weight နဲ့ပတ်သက်တဲ့အကြောင်းเนาะဒီခန္ဓာကိုယ်အလေးချိန်ဝါလာမှုရဲ့နောက်မှာတော့ဖြစ်ပေါ်လာတဲ့ဒီဘေးရွယ်ဆိုးကျိုးယောဂဆိုးတွေအကြောင်းကိုကျမကအရင်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုမိတ်ဆွေတို့ဒီအကြောင်းတွေရောလေ့လာခြင်းလားရှင်လေ့လာခြင်းနဲ့ဆိုလက်မလေးတွေထောင်ပြပေးပါဦးဟုတ်ကဲ့ပါအရင်ကျေးဇူးတင်ပါတယ်ဒါဆိုရင်ကျမကဒါဒီအကြောင်းတွေကိုဘေးရွယ်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီအကြောင်းလေးကိုကျမကပြောပြပေးမှာပဲဖြစ်ပါတယ်ဒါဆိုရင်ဟုတ်ကဲ့ပါ screen လေး share လိုက်ပါဦးမယ်ရှင့်တနည်းတက်နေပို့ပြီးတော့ဘာလို့တိုးတက်လာရတာလဲဆိုတော့ဒီဝါလာရခြင်းอ่ะပေါ့နော်ဒါခေတ်စနစ်နဲ့အညီပေါ့တဖြည်းဖြည်းတိုးတက်လာတာနဲ့အညီပေါ့နော်ခင်ဗျတိုးတက်လာတာနဲ့အညီဒါအစားအသောက်တွေနေထိုင်ပြုမှုပုံတွေပေါ့နော်လုံးဝပြောင်းလဲလာတယ်အဲ့လိုပြောင်းလဲလာတဲ့အခါမှာအရင်တုန်းကလိုမျိုးလူတွေကပုံမှန်သဘာဝကရတဲ့အသီးနှံတွေပေါ့နော်အစားအသောက်တွေဒီလိုမျိုးတွေပဲပုံမှန်စားတောက်နေကြတာမဟုတ်တော့ဘဲနဲ့အသင်စားအစားစားတွေ ready made ထုတ်တွေစားတောက်မှုတွေများလာကြတယ်အဲ့လိုများလာတဲ့အခါပေါ့နော်ဒီများလာတဲ့ဒီအစားအသောက်တွေစားခြင်းအကြောင်းတရားကလည်းဝလာသေးပါတယ်။ဒါပြီးတော့ခင်ဗျဖွံ့ဖြိုးတိုးတက်လာတာနဲ့အညီနော် online ကနေစီးပွားရေးတွေလုပ်ကြတယ်ဖုန်းတွေကွန်ပျူတာတွေ tablet တွေပေါ့နော်ဒီလိုမျိုးတွေနဲ့ပေါ့အချိန်ကုန်ထိုင်ပြီးတော့အလုပ်လုပ်ရတဲ့အခါမှာပို့ပြီးတော့မှဝလာကြတယ်ပေါ့ဝါတဲ့လူကြီးတွေကပိုများလာကြတယ်ပြီးလို့ရှိရင်ရုံးထိုင်ပြီးတော့တနေ့ကုန်ရုံးထိုင်ပြီးတော့အလုပ်လုပ်ရတဲ့ဝန်ထမ်းတွေပေါ့ဒါလည်းဝလာသေးတယ်နောက်ပြီးတော့စိတ်ဖိစီးမှုများတာတွေဒါတွေကလည်းဝလာသေးတဲ့အကြောင်းတရားတွေဖြစ်ပါတယ်နော်ဒါကြောင့်လူဦးရေတွေကတဖြည်းဖြည်းနဲ့ပေါ့ဝါတဲ့လူဦးရေတွေကများပြားလာတယ်နောက်ပြီးတစ်ချက်ကဝါပြီးပြီဆိုရင်အဲ့ဝါတဲ့လူကပိုးပြီးတော့တိုးပြီးတော့ဝါလာတယ်ဒီအချက်ကလည်းဘာကြောင့်လဲဆိုတော့သူကဝါပြီဆိုတာနဲ့ဘာတွေခက်ခဲလာလဲဆိုရင်ဒီ weight ကြီးကိုပေါ့နော်ဒီ weight ရဲ့အလေးချိန်ကြီးကြောင့်သူကဒူးတွေနားလာတယ်အယိုးတွေအစစ်တွေခြေချင်း weight တွေပေါ့ခြေချင်း weight တွေနားလာတယ်ခြေဖနှောက်နေနားလာတယ်ဒီလိုမျိုးတွေနားလာတဲ့ခါကျတော့သူကဒီ weight ကြောင့်ပေါ့နော်ဒီလိုနားလာတဲ့ခါကျတော့လှုပ်ရှားမှုကခက်ခဲလာတယ်နော်လှုပ်ရှားမှုတွေခက်ခဲလာတယ်အထိုင်ရတာခက်ထားရတာခက်နော်သွားရလာရခက်ဒီလိုမျိုးတွေခက်ခဲလာတဲ့အခါကျတော့သိပြီးတော့မလှုပ်ရှားဖြစ်တော့ဘူးကိုက3-4ကလုံးမဲ့အစားမှာတစ်ခါလောက်ပဲလှုပ်ဖြစ်တော့တယ်ပေါ့လှုပ်ရှားမှုကမလှုပ်ဖြစ်တော့တဲ့အခါမှာပို့ပြီးတော့ဝလာတာပဲဖြစ်ပါတယ်နော်ရေတောက်နေတာတွေကလည်းဝလာစေတယ်နော်လေ့ကျင့်ခန်းမလုပ်တာတွေလှုပ်ရှားမှုနေတာတွေရေတောက်နေတာတွေစိတ်ဖိစီးမှုများတာတွေပေါ့ဒီအကြောင်းအရာတွေကပို့ပြီးတော့ဝလာစေတာဖြစ်ပါတယ်နော်ဝပြီးဆိုတာနဲ့နော်ဘာတွေကစပြီးတော့ပြဿနာတက်လဲဆိုရင်ဝါရာရဲ့နောက်မှာနော်ပြဿနာတက်တာရှိရဒါကသွေးတွင်းအစီများတာသွေးတွင်းအစီများတယ်သွေးတိုးယောဂဖြစ်တယ်အဲ့သွေးတွင်းအစီကနေပြီးတော့စီဂျိုယောဂကြီးဖြစ်တယ်နှလုံးအစီဖုံးအသည်းအစီဖုံးနော်နောက်ပြီးတော့အုံနောက်သွေးကြောပိတ်ဒီလိုမျိုးယောဂဆိုးကြီးတွေကလိုက်လာတတ်ပါတယ်ဒါကြောင့် WHO ကဝါရာကိုယောဂလို့တောင်သတ်မှတ်ထားပါတယ်ဒါကြောင့်မိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်မှာနော်ဝါတဲ့သူတွေမိတ်ဆွေတို့ရှိတယ်ပေါ့နော်ဝါတဲ့သူတွေရှိတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့မိတ်ဆွေတွေထဲမှာလည်းဝါတဲ့သူတွေကရှိကောင်းရှိနေနိုင်တယ်ကိုယ့်မိသားစုဝင်တွေထဲမှာလည်းဝါတဲ့သူတွေရှိကောင်းရှိနေနိုင်တယ်အဲဒါကျမတို့ကဝါတာကိုယောဂလို့တောင်သတ်မှတ်ထားတဲ့အတွက်ဒီယောဂဆိုးကြီးတွေကဝါတာရဲ့နောက်မှာလိုက်လာနိုင်တဲ့အတွက်
အဝမလွန်ဖို့ကျမတို့ကကြိုတင်ကာကွယ်ရမယ်နေထိုင်ပြုမှုစားတောက်ပုံတွေပြောင်းလဲရမယ်နော်ဒီဝယုံနေမဟုတ်ဘဲနဲ့ဝပြီဆိုတာနဲ့ခုနပြောတဲ့ဝေဒိုစီဂျိုအသက်စီဖို့နှလုံးစီဖို့အစရှိတဲ့ပြင်ဒီယောဂါတွေကသေချာပေါက်လိုက်လာမှဖြစ်တဲ့အတွက်မိမိရဲ့မှာဝင်ငွေတွေကနော်အသုံးစရိတ်ထဲကရာဂိုင်းနှုန်းတော်များများကိုကျန်းမာရေးအသုံးစရိတ်အဖြစ်ထည့်ပြီးတော့ကုန်ရတော့မယ်ဒါဆိုရင်ဝတာဒီကျန်းမာရေးအရာကောစီးပွားရေးအရာရောလုံးဝစိုးကျိုးပေးတာပဲဖြစ်ပါတယ်เนาะဒါကြောင့်ကျမတို့ကဒီလိုမျိုးနေထိုင်မှုစားတောက်ပုံတွေပြောင်းလဲရမယ်ဖြစ်ဆွဲအာဟာရအစီချထုတ်ပုံတွေကျမတို့ကမိမှန်လမ်းမှန်နဲ့ရွေးချယ်ပြီးတော့ကျမတို့စားသုံးရမယ်ဒီလိုမျိုးကျမတို့ကာကွယ်ရမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်သွေးလွှဲအစီများတဲ့လက္ခဏာတွေပေါ့ကျမတို့ရဲ့မှာခန္ဓာကိုယ်ထဲမှာပေါ့နော်ဘလို့အစီမျိုးတွေရှိတာလဲဆိုတာကိုဒါကျမတို့လောက်လေ့လာကြည့်မယ်ဒါဆိုရင်ကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာနော်အစီ3မျိုးရှိတယ်နံပါတ်1ကကိုလက်စထရောအုပ်စုပေါ့သွေးထဲမှာရှိတဲ့ကိုလက်စထရောအုပ်စုနံပါတ်1ကနောက်တစ်ခုနံပါတ်2ကကြတော့စက်ကူတိန်ယာစတက်လို့ခေါ်တဲ့အရေပြားအောက်မှာရှိတဲ့အစီအုပ်စုပေါ့နံပါတ်3ကတော့ distress fat လို့ခေါ်တဲ့သူကကလိစာတွေရဲ့အနည်းဆုံးမှာရှိတဲ့အစီပေါ့ဒီအုပ်စု3ခုရှိပါတယ်ကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အစီတွေပါတော့ဒါဆိုရင်ဒီအစီအုပ်စု3ခုကနော်ကျမရေးကိုပုံစံတစ်မျိုးစီနဲ့ဒုက္ခပေးနေတယ်ဘလို့တွေဒုက္ခပေးတာလဲဆိုတော့မိတ်ဆွေတို့သိကျင်ကြလားရှင်းသိကျင်ကြရဲဆိုလက်မလေးတွေထောင်ပြပေးပါဦးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်နော်ဒီအစီ3မျိုးကပုံစံတစ်မျိုးစီနဲ့ဒုက္ခပေးနေတယ်ဆိုတော့ဒီအစီတွေရဲ့ကျမတို့က metabolism ကိုကျမနည်းနည်းလောက်မျှဝေပေးခြင်းပါတယ်ကျမတို့တွေနေတိုင်းပေါ့စားတောက်ကြတယ်အစားတောက်တွေစားကြတယ်အဲ့လိုစားကြတဲ့အချိန်မှာအသားတွေငါးတွေညင်သီးရွက်တွေသီးဝလံတွေပေါ့ဘဲစီနတ်စီအစားရှိတဲ့ပြင်အစီပါတာဘာပဲစားကျမတို့ကစားလိုက်ပြီဆိုတာနဲ့ခန္ဓာကိုယ်ထဲရောက်ပြီဆိုရင် fatty acid နဲ့ glycerol ဆိုပြီးတော့2မျိုးထွက်လာတယ်နော်အဲ့ဒီ2မျိုးကိုခန္ဓာကိုယ်ကသူကလိုအပ်တဲ့လောက်ကိုယူသုံးတယ်လိုအပ်တဲ့လောက်ကိုယူသုံးတယ်အသေးကလိုအပ်တဲ့လောက်လောင်ကျွမ်းပေးတယ်ပိုတဲ့အရာတွေက cells တွေစီကိုရောက်သွားတယ်အဲ့ခါမှာ cell တွေကအစီဆဲတွေဖြစ်ပြောင်းလဲသွားပြီးတော့ခန္ဓာကိုယ်ကြီးကဝလာတယ်အစီတွေဖုံးလာတယ်နော်ဒါကတစ်ချက်ဒါဆိုရင်ဟုတ်ပြီကျွန်တော်တို့အစီမစားတော့ဘူးကျမတို့အစီပါတာတွေကိုမစားတော့ဘူး short စားတော့မယ်ကျမတို့တော့ထမင်းပဲစားတော့မယ်ဆိုလို့ရှိရင်ကျမတို့နေ့စဉ်နဲ့ညထမင်း2နပ်စားကြတယ်3နပ်စားကြတယ်နော်လူလာတဲ့ပို့ပြီးတော့မှကျမတို့စားနေကြတဲ့အခါအဲ့ထမင်းကခန္ဓာကိုယ်ထဲမှာပြိုကွဲသွားတဲ့အခါနော်ကျမတို့ glucose တွေထွက်လာကာဘိုဟိုက်ဒရိတ်တွေကိုထမင်းရနော်အဲ့ကာဘိုဟိုက်ဒရိတ်တွေကပြိုကွဲသွားတဲ့အခါမှာ glucose တွေထွက်လာအဲ့ glucose တွေကိုခန္ဓာကိုယ်ကလိုအပ်တဲ့လောက်သုံးတယ်ပိုရှမ်းတဲ့အရာတွေကိုအစီအဖြစ်ခန္ဓာကိုယ်ကသုံးလောင်သွားတယ်အဲ့ခါမှာဝလာတယ်နော်အစီတွေထပ်တိုးပြန်ပြီးဝလာတယ်ဒါဆိုရင်ဟုတ်ပြီကျမတို့ကတော့ထမင်းတွေလျှော့စားလိုက်တော့မယ်ထမင်းတွေလည်းလျှော့စားတော့မယ်အသားတွေပဲစားတော့မယ်ဆိုရင်အဲ့ဒီအသားဒီ protein ခန္ဓာကိုယ်ထဲရောက်လို့ပြိုကွဲသွားတဲ့အခါမှာအမိုင်နိုအက်ဆစ်တွေထွက်လာအဲ့ protein တွေကအမိုင်နိုအက်ဆစ်တွေထွက်လာအမိုင်နိုအက်ဆစ်ကကြွက်သားတွေအတွက်ခန္ဓာကိုယ်မှာကြွက်သားတွေအတွက်အသုံးပြုတယ်နော်လိုအပ်တဲ့လောက်ပဲအသုံးပြုတယ်အသုံးပြုပြီးလို့ပိုရှန်နေတဲ့အရာတွေအဲ့ဒီအရာတွေကိုနော်အရာတွေကအစီတွေအဖြစ်နဲ့ပြောင်းလဲသွားတယ်အဲ့ဒီမှာဝါဒါကအစီတွေရဲ့ metabolism ပေါ့ဒါဆိုရင်အဲ့ဒီအစီတွေဒီဦးလန်းချောင်းကနေဒီအစာလန်းချောင်းတွေကနေပြီးတော့အသေးကိုသွားတာတို့အသေးကနေဆဲတွေစီရောက်တာတို့ဒီလိုမျိုးသူ့ဟာသူဒီရွေ့လျားတယ်ပေါ့နော်ဒီအစီတွေဟာပေါ့အစီတွေဟာဆိုလို့ရှိရင်သူ့လိုဖတ်ခနဲ့မရောက်သွားနိုင်ဘူးအစီဆိုတာရေမှာမပျော်ဝင်ဘူးအဲ့အတွက်ကြောင့်အစီတွေကသူတို့ကိုတည်ဆောင်သွားပေးဖို့ကယ်ရီယာပရိုတင်းတွေလိုအပ်တယ်အဲ့မှာဘာကိုသွားတွေ့လဲဆိုတော့low density lipoprotein နဲ့ high density lipoprotein ဆိုပြီးတော့ကယ်ရီသမား2ဦးသွားတွေ့ဒါတွေဒီကျမတို့ကအတူကမှတ်ထားပေးရမှာက LDL အစီနဲ့ HDL အစီပဲဖြစ်ပါတယ်ဒီကယ်ရီအစီ2ဦးဒီနံပါတ်1သွေးထဲမှာရှိတဲ့ကိုလက်စထရောအုပ်စုဝင်တွေပဲဖြစ်ပါတယ်ဒါဆိုရင်နော်ဒီ2ဦးထဲမှာ HDL ကသူတော်ကောင်း LDL ကသူတော်မကောင်းဒါဆိုရင် LDL ကဘာလုပ်တာလဲအဲ့ဒီအစီတွေကဘာလုပ်တာလဲဆိုတော့အဲ့ဒီအစီတွေကနော်သွေးထဲမှာသွေးကြောတွေထဲမှာအနယ်တွေကိုသိမ်းပြီးတော့သူကခဲထားတယ်သွေးကြောတွေထဲမှာအနယ်တွေ LDL အစီအနယ်တွေပေါ့အစီတွေကိုသွေးကြောတွေထဲမှာခဲထားတယ်အဲ့လိုခဲထားတဲ့အခါမှာ
သွေးကြောတွေထဲမှာကြီးမြောင်းပြီးတော့အစီတွေကအနယ်ထိုင်နေတဲ့အခါမှာသွေးတိုးယောဂါကိုဖြစ်စေတယ်အဲ့ကနေကျမတို့ရဲ့မှာခန္ဓာကိုယ်ကြီးကနော်အစီဒီဟိုပါပေါ့သွေးကြောတွေကပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းကြီးတွေတစ်ဖွဲ့ရှိရပေါ့နော်ခန္ဓာကိုယ်ကြီးတစ်ခုလုံးမှာသွေးကြောတွေကပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းတွေလိုပဲဒီသွေးလမ်းကြောင်းတွေကသွေးတွေကလဲပတ်မှုမကောင်းခဲ့ရင်သွေးလမ်းကြောင်းတွေပိတ်ဆို့ပြီးတော့သွေးလဲပတ်မှုမကောင်းခဲ့ဘူးဆိုရင်နှလုံးကိုသွေးပို့တာမမှန်ဘူးအသေးကိုသွေးမရောက်အဆုပ်ကိုသွေးမရောက်အုံနောက်သွေးကြောကိုသွေးမရောက်ဒီလိုမျိုးဒါဒုက္ခပေးသေးတယ်ပေါ့ဒါဆိုလို့ရှိရင်သွေးတိုးယောဂါတွေဖြစ်လာမယ်သွေးထဲမှာအဆီတွေဖုံးလွှမ်းပြီးတော့စီးချိုယောဂါတွေဖြစ်လာမယ်နှလုံးကိုသွေးပို့တာနောက်ကျပြီးတော့နှလုံးအားနေလာမယ်နှလုံးယောဂါဖြစ်လာမယ်နောက်ဆုံးမှာသွေးကြောတွေပိတ်ပြီးတော့နှလုံးကိုသွေးမရောက်နိုင်ပြီးတော့ရုပ်ရည်နှလုံးကုန်ရက်သေဆုံးအုံနောက်သွေးကြောပိတ်လေဖြတ်သေဆုံးအစရှိသဖြင့်ဒုက္ခပေးတဲ့အဆီဒီအခုပြောပြနေတဲ့ LDL အဆီပဲဖြစ်ပါတယ်နော်သူဒီအရန်ကြောက်ဖို့ကောင်းပါတယ်လူရဲ့အသက်အန္တရာယ်ကိုထိခိုက်နိုင်ပါတယ်ဒီအဆီကဒါဆိုရင်ဒီ LDL အဆီကအသက်အန္တရာယ်ကိုထိခိုက်တယ်ဆိုပြီးပဲခန္ဓာကိုယ်ကသူ့လိုထုတ်လုပ်တယ်ဟောဒါလောက်မကောင်းတဲ့အဆီကိုဘာလို့ခန္ဓာကိုယ်ကထုတ်လုပ်ရတာလဲဆိုတော့လိုအပ်လို့ပါဒါဘာလိုအပ်တာလဲဆိုရင်ကျမတို့အမျိုးသမီးတွေမှာဆိုအမျိုးသမီးဟော်မုန်းအမျိုးသားတွေမှာဆိုရင်အမျိုးသားဟော်မုန်းเนาะဒီဟော်မုန်းတွေထုတ်လုပ်ဖို့အတွက်ဒီကိုလက်စထရောကထုတ်လုပ်ပေးရတယ်ပေါ့ထောက်ပံ့ပေးရတယ်အဲ့ဒီအတွက်ကြောင့်တချို့ဆိုရင်တွေးရင်းအစီတွေများလို့စီဂျိုယောဂဖြစ်တဲ့ဆရာဝန်တွေပြတယ်အဲ့ခါမှာဆရာဝန်တွေကကိုလက်စထရောရော့ကျစေတဲ့ဆေးတွေတိုက်တယ်တောက်ရတယ်ပေါ့ကိုလက်စထရောတွေရော့ကျအောင်တောက်ရတယ်တချို့ပိန်သေးတွေမှာဆိုလဲကိုလက်စထရောတွေရော့ကျအောင်တောက်ရတယ်အဲ့လိုတောက်တဲ့အချိန်မှာညအိမ်မပြောတာနော်အာယုံစုဆိုင်မှုမရှိတာနှုံးချိနေတာနော်နောက်တစ်ခါဒီအိမ်တော်မှုဒုက္ခမပြေဝတာဒီအရာတွေကိုခံစားရတယ်ဒါဘာဖြစ်လို့လဲဆိုတော့ဟော်မုန်းမရှိလို့ဟော်မုန်းမရှိခြင်းဒီကိုလက်စထရောမရှိလို့ကိုလက်စထရောကဟော်မုန်းကိုတိဆောက်ပေးရတာဖြစ်တဲ့အတွက်ကိုလက်စထရောလုံးဝမရှိတဲ့အခါမှာဟော်မုန်းကမရှိတော့ဘူးဒါကြောင့်ဒီယောဂါတွေကိုဒီပြဿနာတွေခံစားရတာပဲဖြစ်ပါတယ်ဒါကြောင့်ဒီ LDL အဆီဒီဒုက္ခပေးပါတယ်သို့တော်လည်းပဲကိုလက်စထရောလုံးဝမရှိလို့တော့မဖြစ်ပါဘူးဒါဆိုရင်ကိုလက်စထရောတွေဘယ်ကလာလဲဆိုလို့ရှိရင်အနီရောင်ရှိတဲ့အသားတွေကလည်းလာပါတယ်เนาะဂုံတို့ပေါ့เนาะအမဲသားတို့စိတ်သားတို့ဒီလိုမျိုးအသားတွေကနေလည်းကိုလက်စထရောတွေလာပါတယ်ဟုတ်ကဲ့ပါဒါဆိုရင် LDL ကိုလက်စထရောအကြောင်းကိုသိသွားပြီလားရှင်သိပြီဆိုရင်လက်မလေးထောင်ပြပေးပါဦးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်နောက်ထပ်အဆီတစ်မျိုးက HDL လို့ခေါ်ပါတယ် HDL ကတော့သူကခုနပြောတဲ့သွေးကြောထဲမှာအနေထိုင်ပြီးတော့ပေါ့နော်သွေးကြောတွေကိုပိတ်စေတဲ့လူကိုအသက်အန္တရာယ်ရန်ရှာတဲ့ LDL အဆီကို HDL အဆီကတတ်နိုင်တဲ့လောက်သေသွားပြီးတော့အသက်ဆီကိုသွားပို့အသက်ဆီကိုသွားပို့ပြီးတော့အသေးကနော်ဒီအဲ့အဆီတွေကိုသူကခြေပြက်ပြီးတော့မစင်ဖြစ်စွတ်ထုတ်ပေးတယ်နော်ဒါဆိုရင် HDL ကဒုက္ခပေးတဲ့ LDL ကိုတည်သွားတယ်အသေးကိုပို့တယ်အသေးကခြေဖြတ်ပြီးတော့မစင်ဖြစ်စွတ်ထုတ်တယ်ဒါဆိုတော့ကျမတို့ကဒီကျမတို့ရဲ့မှာခန္ဓာကိုယ်ထဲမှာ LDL အဆီတွေမရှိဖို့အတွက် HDL အဆီများရှိနေဖို့လိုအပ်တယ်နော် HDL အဆီများရှိနေရုံနဲ့မဟုတ်ဘဲနဲ့အသေးပါကျန်းမာရေးကောင်းနေဖို့လိုအပ်တယ်ဒါမှသာကျမတို့ကိုနော်အသေးဒီဟိုအဆီတွေသွေးလမ်းကြောင်းတွေပိတ်ဆို့ပြီးတော့အန်ဒီရန်ပေးတဲ့ LDL ရဲ့ရန်ကိုကာကွယ်နိုင်မှာဖြစ်ပါတယ်ဒါဆိုရင်နောက်ထပ်အဆီတစ်မျိုးရှိသေးတယ်ဒါကတော့ကျမတို့သွေးစစ်မှုတဲ့သူတွေဆိုသိနော်သွေးစစ်ပြီးဆိုလို့ရှိရင် total cholesterol ပမာဏကဘယ်လောက် HDL ကဘယ်လောက် LDL ကဘယ်လောက် triglyceride ကဘယ်လောက်နော် HDL ရဲ့ LDL ရဲ့ triglyceride ရဲ့ပေါင်းပြီးတော့ total cholesterol ဆိုတာဖြစ်လာတာပေါ့နော်ဒါကြောင့်နောက်ထပ်အဆီတစ်မျိုးက triglyceride ပါသူကလည်းအသေးမှာစုပုံနှလုံးမှာစုပုံသေတတ်ပါတယ်သူကလည်းသေစေနိုင်တဲ့အဆီမျိုးပဲဖြစ်ပါတယ်ဒါဆိုရင် triglyceride အဆီတွေဘယ်ကရလဲနော် triglyceride အဆီတွေဘယ်ကရလဲဆိုရင်မိတ်ဆွေတို့အရန်ကိုမှကြိုက်နေတဲ့ကြတဲ့ဘီယာကြိုက်ကြလားရှင့်နော်ဘီယာကနေလဲ triglyceride အဆီတွေရပါတယ်ပြီးရင်ဒါကျမတို့မြန်မာလူမျိုးတွေ breakfast အနေနဲ့စားကြတယ်ပေါ့မုတ်ဟင်းကနေလဲ triglyceride အဆီတွေရပါတယ်ပြီးရင်အီဂျာကွေးစမူစာဒူရင်သီးကြက်မောက်သီးနော်ပေါင်မုတ်ဒီအရာတွေကနေလဲtriglyceride အဆီတွေရပါတယ်ဒါဆိုလို့ရှိရင်နော်ဒီအစားအစာတွေကိုစားနေတယ်ကျမတို့က triglyceride အဆီတွေများပြားလာပြီးတော့အသက်မှာအဆီစုပုံနှလုံးမှာအဆီစုပုံနော်မကောင်းပါဘူးနော်ဒါဆိုလို့ရှိရင်မိတ်ဆွေတို့ cholesterol အုပ်စုတွေကအဆီ3မျိုးကြောင့်သိသွားပြီ LDL မကောင်းဘူး HDL ဒီကောင်းတယ်
triglyceride ဒီမကောင်းဘူးဒါလေးကိုကျွန်တော်တို့ကအတူချုံဖတ်ထားပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင် cholesterol အုပ်စုအစီတွေကြောင့်သိသွားကြပြီလားရှင့်သိပြီဆိုရင်လက်မလေးထောင်ပြပေးပါဦးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါဆိုရင်နောက်ထပ်အစီတစ်မျိုးဆက်သွားမယ်နောက်ထပ်အစီကတော့ subcutaneous fat လို့ခေါ်ပါတယ်သူကတော့အရေပြားအောက်မှာရှိတဲ့အစီပါဒီအစီကတော့နော်ကျမတို့မလှယုံပဲမလှစေဘူးမလှယုံပဲမလှအောင်သူကဒုက္ခပေးတယ်မသေးစေပါဘူးเนาะမသေးစေဘူးသူကဒီအစီရဲ့မှာဆိုးကြွားเนาะပိုက်ကြီးတွေပူးတင်းကြီးပြင်ဟွာပေါ့တင်းကြီးတွေတုတ်ပေါင်ကြီးတွေတုတ်ပေါ့เนาะလက်မောင်းကြီးတွေတုတ်အင်ကြီးလှလှလေးဝစ်လို့မရအောင်ဒုက္ခပေးတဲ့အစီပါနော်အင်ကြီးလှလှလေးတွေဝစ်လို့မရဘူးပြီးလို့ရှိရင်ကိုယုံကြည်မှုမရှိဘူးသိငယ်စိတ်ရှိတယ်ပေါ့အဲ့လိုမျိုးဖြစ်အောင်ဒုက္ခပေးတဲ့အစီဒီ subcutaneous fat ပဲဖြစ်ပါတယ်ကျမတို့က fashion ဆိုင်ကိုသွားကြတယ်အင်ကြီးလှလှလေးတွေမြင်ပြီးဆိုရင်အော်လှလိုက်တာခဏလေးနေရောအော်ငါနဲ့မကိုက်ပါဘူးလေအော်ဘောင်းကြီးလှလှလေးတွေမြင်ရင်လဲငါနဲ့မတော်ပါဘူးလေငါအတွက်ထုတ်တာမဟုတ်ပါဘူးလေဆိုပြီးတော့ငေးပြီးတော့မှပြန်ခဲ့ရအောင်ဒုက္ခပေးတဲ့အစီဒီ subcutaneous fat ပဲဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့ဒီအစီကြောင့်မသိသွားကြပြီလားရှင်းသိပြီဆိုရင်လက်မလေးထောင်ပြပေးပါဦးဟုတ်ကဲ့ပါအရန်ကျေးဇူးတင်ပါတယ်ဒါဆိုရင်နောက်ထပ်အစီတစ်မျိုးကတော့ visceral fat ပဲဖြစ်ပါတယ်ဒီအစီကတော့ကျမတို့ဒီအတွင်းကလေးစာတွေရဲ့အနည်းဆုံးမှာရှိတဲ့အစီပါကျမတို့ခန္ဓာကိုယ်မှာနှလုံးအဆုပ်ကြောက်တက်အသက်အစာအိမ်အစရှိတဲ့ဒီအတွင်းကလေးစာတွေဒီရှိရပေါ့နော်အဲ့ဒီအတွင်းကလေးစာတွေကိုနံရိုးနဲ့ဖုံးအုပ်ထားတယ်ကျမတို့ခန္ဓာကိုယ်မှာနော်နံရိုးတွေနဲ့ဖုံးအုပ်ထားတယ်အဲ့ဒီရဲ့ကြားထဲမှာသူရှိတာပါဒီအတွင်းကလေးစာတွေနဲ့နံရိုးရဲ့ကြားထဲမှာဒီအစီရှိပါတယ်သူဒီအစီအတုံးအခဲမဟုတ်ပါဘူးအစီရည်ဖြစ်ပါတယ်ဒါကြောင့်ဒီအစီရည်ဒီသူကဒီကြားထဲမှာရှိနေတဲ့အခါသူကနည်းနည်းရှိကြရတယ်လို့နှလုံးမှာသွားကက်နော်အစာအိမ်မှာသွားကက်ဦးတွေမှာသွားကက်ဦးဆိုတော့ဦးအတွင်းနံရံမဟုတ်ဘူးပေါ့ဦးအပြင်နေမှာပေါ့နော်ဦးအပြင်နေမှာသွားကက်နော်အသေးတွေမှာသွားဖုံးနှလုံးတွေမှာသွားဖုံးအဲ့လိုမျိုးနဲ့သူကအစီရည်တွေကဖုံးတာပေါ့ဒီကလေးစာတွေအဲ့လိုဖုံးပြီးတော့နောက်ထပ်အစီတွေရောက်လာတဲ့ခါလဲထပ်ဖုံးမှများဖုံးတဲ့အခါကျတော့အသေးအစီဖုံးနော်အသေးချအသေးကင်စာဆိုပြီးတော့သိနိုင်ပါတယ်เนาะဒီအစီရင်ကြီးဖြစ်လာတာပေါ့အဲ့မှာနှလုံးကလည်းသူကခုံရတာမရတော့ဘူးခုံရလို့မရှိတော့ဘူးအဲ့ခါမှာနှလုံးရုပ်တရက်သေဆုံးဆိုတာဒီအစီကဒုက္ခပေးတာဖြစ်ပါတယ်မိတ်ဆွေတို့ဒီအစီဒီစစ်လို့လည်းမပေါ်ဘူးအချရလည်းခက်တဲ့အစီပါအရန်ဆိုးတဲ့အစီပဲဖြစ်ပါတယ်ညားရင် triglyceride အဖြစ်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီအစီကြောင်းနားလဲသွားပြီလားရှင်နားလဲပြီဆိုရင်လက်မလေးတွေထောင်ပြပေးပါဦးဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဒါဆိုရင်ဒီအစီဒီတော့စစ်လို့လည်းမပေါ်ဘူးချရလည်းခက်တယ်ပေါ့နော်ဒီတော့ဒီအစီကိုကျမတို့ကဘလို့သိနိုင်မလဲဒီအစီရှိတာကိုဘလို့သိနိုင်မလဲဆိုတော့အတိုင်းအတာနဲ့အချိုးချခြင်းအပြင်သိနိုင်ပါတယ်ဒါဆိုရင်ကျမတို့ကဒီအစီသိမသိကိုရှိမရှိကိုသိဖို့အတွက်ခါကိုတိုင်းမယ်နော်ပြီးရင်တင်တိုင်းကိုယူမယ်ခါတိုင်းကိုတီးပြီးတော့တင်တိုင်းနဲ့စားမယ်နော်အဲ့လိုစားလိုက်လို့ရလာတဲ့အဖြေဒီ0.95 အထက်ကိုရှိတဲ့အမျိုးသားဆိုရင်ဒီအမျိုးသားတွေမှာ visceral fat acid ရှိပါတယ်အမျိုးသမီးတွေမှာဆိုရင်တော့0.80 ရဲ့အထက်ရှိနေမယ်ဆိုရင်တော့visceral fat ရှိတယ်လို့သတ်မှတ်ပါတယ်ဒါကတော့ visceral fat acid ရှိမရှိเนาะတိုင်းတာပြီးတော့စစ်ကြည့်ရဲ့နည်းလေးပါဒါဆိုရင်ဒီကျမတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့အစီအုပ်စု3မျိုးလုံးပြီးသွားပါပြီကျမတို့ရဲ့ခန္ဓာကိုယ်ကိုကျန်းမာရေးကိုပုံစံတစ်မျိုးစီနဲ့ဒုက္ခပေးနေတဲ့အစီတွေအကြောင်းကိုအားလုံးပြောပြီးသွားပါပြီဒီရှင်းလားရှင်ဒီရှင်းတယ်ဆိုရင်လက်မလေးထောင်ပြပေးပါဦးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်ဒီအစီတွေအကြောင်းကိုသိသွားပြီဆိုရင်ကျမတို့ကအစီကြထုတ်ပုံတွေရွေးချယ်တော့မယ်အစီကြဝိတ်ချကြတော့မယ်ဆိုရင်နီးမှန်လမ်းမှန်ဝိတ်ချတတ်ဖို့လိုပါတယ်เนาะဒါဆိုရင်နီးမှန်လမ်းမှန်ဝိတ်ချခြင်းအဖြစ်ဒီ slide ထဲမှာရှိတဲ့အမျိုးသားတွေရဲ့ value body structure မျိုးဖြစ်လာမယ်ဒါဆိုရင်ဒီကမှာရှိတဲ့အမျိုးသားများရှိเนาะဒီ structure မျိုးလိုဒီ body structure မျိုးလိုချင်တယ်ဆိုရင်လက်မလေးတွေထောင်ပြပေးပါဦးဟုတ်ကဲ့ပါเนาะဟုတ်ကဲ့ပါဒီ body structure မျိုးလိုချင်ပါတယ်အမျိုးသမီးတွေအနေနဲ့ရောဒီ slide ထဲမှာရှိတဲ့ slim body လေးတွေမျိုးလိုချင်တယ်ဆိုရင်လက်မလေးတွေထောင်ပြပေးပါဦးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်နီးမှန်လက်မှန်
ဝိတ်ချတတ်ဖို့လိုပါတယ်မိတ်ဆွေတို့နော်နိမန်လက်မှန်ဝိတ်ချတတ်ဖို့လိုပါတယ်တကယ်အပြင်မှာပေါ့နော်နိမန်လက်မှန်ဝိတ်မချတတ်တဲ့အခါကျတော့ပေါ့တချို့ဝိတ်များတယ်ဝါတယ်ဝိတ်ချခြင်းတယ်ပေါ့အစားတောက်တွေစင်ကျင်ရတယ်မစားကြဘူးပေါ့မစားကြတဲ့အခါကျတော့အစားတောက်တွေကိုတနေ့လုံးမှတနက်မှမစားတာတို့နော်တနက်သေးစားတာတို့ပေါ့နော်အဲ့လိုမျိုးလေးတွေအစားတောက်တွေဟိုဟာဆိုလဲဝါမှာဆိုးလို့အစားရှောင်တယ်ဒီဟာဆိုလဲဝါမှာဆိုးလို့အစားရှောင်တယ်ပေါ့အဲ့လိုမျိုးတွေရှောင်ကြခြင်းအဖြစ်နော်ဒီကျမတို့ခန္ဓာကိုယ်မှာပေါ့အစားတောက်တွေချို့တယ်လာတာပေါ့ချို့တယ်လာတဲ့အခါကျတော့ဒီ glucose တွေမစားတော့ဘူးပေါ့ glucose ပါတယ်ဖြစ်လာမဲ့အစားတောက်တွေမစားတော့ဘူးအဲ့လိုမစားတဲ့အခါမှာခန္ဓာကိုယ်ကစွမ်းအင်တွေညော်နေလာစွမ်းအင်တွေညော်နေ weight ကတော့ကျသွားတယ်ဒါပေမဲ့စွမ်းအင်ညော်နေလာတယ်အဲ့လိုမျိုးညော်နေလာတဲ့အခါမှာခန္ဓာကိုယ်ကြီးကပျော့စီပျော့ဖန်ကြီးဖြစ်သွားတာပေါ့နောက်တစ်ခါ protein ဆိုတဲ့အသားဓာတ်တွေမစားကြတော့ဘူးလိုအပ်တဲ့လောက်ခန္ဓာကိုယ်ကမရတော့ဘူးအဲ့လိုမရတော့တဲ့အခါမှာကြွက်သားတွေကျုံလာတယ်ကိုယ်ခံအားတွေညော်နေလာတယ်နော် weight ကတော့ကျသွားတယ်လူဘလောက်ပဲသေးသွားပရိုတင်းမပြည့်ဝဘူးလိုအပ်တဲ့လောက်ခန္ဓာကိုယ်ကပရိုတင်းတက်ကိုမရဘူးဆိုရင်လေခန္ဓာကိုယ်ကပျော့တီးပျော့ဖက်ကြီးတဲ့ဒီလိုကြွက်သားမရှိပြီးတော့သူကတိမ်လီကြုံဝေးနဲ့ပို့ရုပ်ကြီးပေါက်သွားတာပေါ့နော်ဒါနိမန်လက်မှန်ဝိတ်မချတတ်တာပါတချို့ဆိုလို့ရှိရင်ဒါအစီတွေပါတဲ့အစားအစာတွေဆိုဘာမှမစားကြတော့ဘူးပေါ့နော်အဲ့လိုဘာမှမစားကြတော့တဲ့အတွက်ဒီအစီဆိုတာဘာမှမစားတော့တဲ့ဘာဒီပြဿနာတက်လဲဆိုတော့ခုနပြောတဲ့ဟော်မုန်းထုတ်လုပ်မှုပါချို့ယွင်းလာစီတွေလုံးဝမစားကြတော့ဘူးမစားကြတော့တဲ့အတွက်ဟော်မုန်းထုတ်လုပ်မှုတွေချို့ယွင်းလာတယ်အဲ့လိုချို့ယွင်းလာတဲ့အတွက်ဟော်မုန်းတွေခန္ဓာကိုယ်မှာမရှိတော့အမျိုးသားတွေမှာဟော်မုန်းတွေမရှိတော့အမျိုးသမီးတွေမှာလည်းဟော်မုန်းတွေမတိဆောက်နိုင်တော့အဲ့လိုမတိဆောက်နိုင်တဲ့အခါမှာညအိမ်မပြောတာမူးဝေတာဒေါသထွက်တာနှုံးချညောင်းတာကြိုက်ခဲတာစိတ်မတည်ငြိမ်တာနော်ပြီးလို့ရှိရင်အာယုံစူးစိုက်မှုမရှိတော့တာဘာလို့အစင်မပြေတော့ဘူးသူကအဲ့လိုမျိုးတွေသူကဖြစ်လာစေတယ်ဒါကြောင့်နီးမှန်လက်မှန်ဝိတ်ချတတ်ဖို့ဆိုတာအရန်အရေးကြီးပါတယ်အဲဆိုမိတ်ဆွေတို့နီးမှန်လက်မှန်ဝိတ်ချတတ်ပြီလားရှင်နီးမှန်လက်မှန်ဝိတ်ချတတ်ပြီဆိုလက်မလေးထောင်ပြပေးပါဦးဟုတ်ကဲ့ပါရန်ကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်ကျမမိတ်ဆွေတို့ကိုမေးကြည့်ချင်တာကပေါ့နော်နီးမှန်လက်မှန်ဝိတ်ချတတ်သွားပြီဆိုရင်ခန္ဓာကိုယ်ရဲ့အလေးချိန်တွေကနော်ရေကဘလောက်ကြွက်သားကဘလောက်အယိုးကလည်းဘယ်နှပေါင်ဘယ်နှကီလိုပေါ့အစီရလည်းဘယ်နှပေါင်ဆိုပြီးအပြေထွက်လာတာမျိုးမဟုတ်ပါဘူးเนาะပေါင်ချိန်ဆက်ပေါ်ကအလေးချိန်ဒီလေးမျိုးလုံးကိုပေါင်းပြီးတော့ထွက်လာတာဖြစ်တဲ့အတွက်မိတ်ဆွေတို့ကဘယ်အရာဘယ်အပိုင်းကိုဖယ်ထုတ်ချင်ကြလဲရှင်နော်ဖယ်ထုတ်ချင်ကြတဲ့အပိုင်းကိုချက်ပေါက်မှာပို့ပေးပါဦးရှင်ချက်ပေါက်မှာရေးလာပေးပါဦးရှင်အစီကိုဖယ်ထုတ်ခြင်းလားအယိုးကိုဖယ်ထုတ်ခြင်းလားပေါ့နော်ကြွက်သားကိုဖယ်ထုတ်ခြင်းလားဖယ်ထုတ်ခြင်းတဲ့အပိုင်းလေးကိုချက်ပေါက်မှာရေးလာပေးပါဦးရှင်ဟုတ်ကဲ့ပါရန်တော်တော်မိတ်ဆွေများဖြစ်ပါတယ်အစီကိုပဲကျမတို့ကဖယ်ထုတ်ရမှာပဲဖြစ်ပါတယ်เนาะဒါဆိုရင်မိတ်ဆွေတို့ကအရန်ကိုတော်တော်နီးမှန်လမ်းမှန်ဝိတ်ချတတ်သောမိတ်ဆွေများဖြစ်ပါတယ်ဒါဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ဝိတ်ချနည်းသည်မှန်ကန်တဲ့အတွက်ဒီဘဲဘက်ကလိုမျိုးမောပန်းလွယ်တာနှုံးချီတာခန္ဓာကိုယ်ပိန်လွန်းတာအိုစာလွန်းတာဆိုတဲ့ပုံစံမျိုးဖြစ်မသွားဘဲနဲ့เนาะဒီဘက်ကအစီကိုပဲချမှာဖြစ်တဲ့အတွက်စမတ်ကြပုံစံကြလူပြိုလန်းဆန်းတဲ့ body structure မျိုးကိုရရှိမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့နော်ဝိတ်ချနီးမှန်ကန်တာပဲဖြစ်ပါတယ်ဒါဆိုရင်ဝိတ်ချနီးမှန်ကန်ပြီးတော့ဒီဖြစ်ဆွဲအာဟာရစားသုံးဖို့ဝိတ်ချတဲ့ပေါ့နော်ဒီ body weight ကို management လုပ်ပေးနိုင်တဲ့ထုတ်ပုံကတော့ F4 ပဲဖြစ်ပါတယ်ဒါဆိုရင် F4 ဒီဘာလဲဆိုတော့ super block ပါ super block ပါဘာကို block ပေးတာလဲဆိုတော့ခန္ဓာကိုယ်ကနေကစီဓာတ်တွေရဖို့ block ပေးတာပါနော်ကစီဓာတ်တွေကိုမရရှိအောင်လို့ block ပေးတာပါတကြားဓာတ်တွေကို block ပေးတာပါနော်ချီတိုဆန်နဲ့ပဲကြီးကရတဲ့ဓာတ်တွေနော်ပါဝင်တာမလို့ပါဝင်တာကြောင့်နော်ဒီမှာဆိုလို့ရှိရင်ဒီကစီဓာတ်တွေကိုခန္ဓာကိုယ်ကမစုပ်ယူနိုင်အောင်ဘလော့တယ်ပြီးလို့ရှိရင်အဆီတွေကို molecule အကြီးဖြစ်ပြောင်းပြီးတော့ခန္ဓာကိုယ်ထဲကိုမရောက်လာအောင်ဘလော့တယ်ကျမတို့ရဲ့ခန္ဓာကိုယ်ဒီ molecule သေးမှအပြည့်ဟိုကစုပ်ယူနိုင်တာ molecule ကြီးမစုပ်ယူနိုင်ဘူးဒါကြောင့် F4 ကအဆီတွေကို molecule ကြီးအောင်ပြောင်းလဲဖြစ်တာပဲဖြစ်ပါတယ်အရန်ကောင်းတဲ့နည်းပညာပဲဖြစ်ပါတယ်เนาะဒါကြောင့်အသေးတွေမှာအဆီဖြစ်မှုမရှိတော့ဘူးเนาะကြွက်သားတွေမှာအဆီစုပုံခြင်းမဖြစ်တော့ဘူးဒါကြောင့်ဒီ F4 ထုတ်ပုံဒီမိတ်ဆွေတို့ရဲ့เนาะဝိတ်ချနည်းကိုအရန်ကိုကူညီပေးနိုင်မှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဘာကြောင့် F4 ကဒီလောက်ထိကောင်းရတာလဲသူ့မှာเนาะပါဝင်ပစ္စည်းကောင်းတွေရှိလို့ပါဒါဆိုရင် F4 မှာပါဝင်တဲ့ပစ္စည်းတွေကတော့เนาะဒါဆိုရင်ခရိုမီယမ်ပီကိုလီမိတ်ပါနော်ခရိုမီယမ်ပီကိုလီမိတ်က
F4 ထဲမှာအထောက်အကူပြုပါဝင်ပစ္စည်းတစ်ခုအနေနဲ့ထည့်သွင်းထုတ်လုပ်ထားတာပဲဖြစ်ပါတယ်နောက်တစ်ခုကပဲကြီးကရတဲ့ဓာတ်ပါပဲကြီးကရတဲ့ဓာတ်ကတော့ F4 ထဲမှာအဓိကပါဝင်ပစ္စည်းတစ်ခုအနေနဲ့ထည့်သွင်းထုတ်လုပ်ထားတာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ချီတိုဇန်ပါချီတိုဇန်ကလည်း F4 ထဲမှာအဓိကပါဝင်ပစ္စည်းအနေနဲ့ထည့်သွင်းထုတ်လုပ်ထားတာပါနောက်တစ်ခုကငရုတ်ကောင်းမင်းကနေရတဲ့ဓာတ်ပါသူကကြတော့ F4 ထဲမှာအဓိကပါဝင်ပစ္စည်းအနေနဲ့ထုတ်လုပ်ထားတာပါနောက်တစ်ခုကလက်ဖက်စိမ်းရတဲ့ဓာတ်သူကလည်းပဲ F4 ထဲမှာအဓိကပါဝင်ပစ္စည်းအနေနဲ့ထည့်သွင်းထုတ်လုပ်ထားတာပဲဖြစ်ပါတယ်ကော်ဖီစီစိမ်းကအထောက်ပံ့ပစ္စည်းအနေနဲ့ထုတ်လုပ်ထားတာပါနောက်ပြီးဂါစီနီယာကမ်ဘောဂျီးယားကအထောက်ပံ့ပစ္စည်းတစ်ခုအနေနဲ့ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်အကာနီတီကတော့အဓိကပါဝင်ပစ္စည်းအနေနဲ့ F4 ထဲမှာထည့်သွင်းထုတ်လုပ်ထားတာပဲဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့ကဒီပါဝင်ပစ္စည်း၈မျိုးထဲမှာနော်ဘယ်သူတွေကအဓိကပါဝင်တာလဲဘယ်သူတွေကအထောက်အကူပါဝင်တာလဲဆိုတာမိတ်ဆွေတို့ရှင်းသွားကြပြီလားရှင်းပြီဆိုရင်လက်မလေးတွေထောင်ပြပေးပါဦးဟုတ်ကဲ့ပါအရင်ကျေးဇူးတင်ပါတယ်เนาะအဲဆိုလို့ရှိရင်เนาะပထမဦးဆုံးပေါ့เนาะပထမဦးဆုံးအဓိကထည့်သွင်းထုတ်လုပ်ထားတဲ့အေကာနီတီအကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်သူ့ရဲ့ main wine ကတော့ကြွက်သားတွေကိုတိုးစေတယ်အစီကိုရော့စေတယ်သက်လုံကောင်းစေတယ်ဒီ၃ချက်ဒီသူ့ရဲ့ main wine ပေါ့เนาะဒီအေကာနီတီမှာဆိုလို့ရှိရင်လိုင်စီနဲ့မျိုးတိုင်နီးဆိုပြီးနီတိုင်အောင်နီးဆိုပြီးတော့အမိုင်နိုအက်ဆစ်2မျိုးသူကရှိရပေါ့နော်ဒါဆိုရင်လိုက်စည်းကဘာတွေကောင်းတာလဲဆိုတော့ခန္ဓာကိုယ်ရဲ့လှုပ်ဆောင်မှုတော်တော်များများမှာမရှိမဖြစ်လိုအပ်တဲ့အမိုင်နိုအက်ဆစ်ပဲဖြစ်ပါတယ်ဒီလိုက်စည်းဒီနော်ဒီခန္ဓာကိုယ်ရဲ့မှာစွမ်းရည်တွေကိုမြင့်တင်ပေးတယ်သူကအစားအစာခြင်းစိတ်ကိုရှော့ချပေးတယ်ကျမတို့မိန်းကလေးတွေမှာဆိုလို့ရှိရင်ပေါ့ယောက်ျားလေးတွေထက်ကသူကဝါစေတဲ့အကြောင်းတရားတွေပုံများတယ်နော်မိန်းကလေးတွေမှာဆိုရင်ဒီဟော်မုန်းမညီမျှမှုတွေဖြစ်ပြီးဆိုလို့ရှိရင်အစားတွေကိုတစွတ်စွတ်စားခြင်းစားပြီဆိုရင်လည်းကယ်လိုရီများတာတွေပဲရွေးစားခြင်းတယ်အဲ့ခါကျတော့ weight ကပိုတက်တယ်နော်ယောက်ျားလေးတွေအစားစားရင်မိန်းကလေးတွေအစားစားတာတော့ weight မတက်ဘူးမိန်းကလေးတွေကပိုတက်တယ်ပေါ့နော်ဒါကြောင့်မို့ကြောင့်ဒီ light စည်းကကြတော့ဒါမိန်းကလေးတွေနဲ့ပိုပြီးကိုပဲသက်ဆိုင်တယ်ဘာဖြစ်လို့လဲဆိုတော့မိန်းကလေးတွေမှာခန္ဓာကိုယ်ကပေါ့နော် energy ထုတ်လုပ်မှုကလည်းနည်းတယ်အစားစားခြင်းစိတ်တွေကလည်းများတယ်လေနော်အဲ့တော့ကြတော့ဒီ light စီးကကြ energy ထုတ်လုပ်မှုကိုလည်းတိုးမြင့်ပေးတယ်အစားစားခြင်းစိတ်ကိုလည်းထိန်းပေးတယ်စိတ်ဖြစ်စည်းမှုတွေကိုရှော့ချပေးတယ်ပြီးလို့ရှိရင်ဒီကျမတို့ကယ်လိုရီများတဲ့ပေါ့နော်ကယ်လိုရီများတဲ့အစားအစာတွေကိုလောင်ကျွမ်းမှုများတယ်ကယ်လိုရီတွေကိုပေါ့နော်ခန္ဓာကိုယ်ကလောင်ကျွမ်းမှုများတယ် light စီးကဒီလိုကူညီပေးတာပဲဖြစ်ပါတယ်ပြီးရင်မီတိုင်အိုနီးကကြတော့ခန္ဓာကိုယ်ထဲမှာအာဟာရတွေပေါ့လိုအပ်တဲ့အာဟာရတွေကိုသူကတိဆောက်ပေးထားတယ်နော်ဒီလိုမျိုးweight တွေချလိုက်တဲ့အခါနော်အာဟာရတွေပြေဝပြီးတော့လန်းဆန်းဖြစ်ဖို့အတွက်ဒီအာဟာရတွေတိဆောက်ပေးတယ်ပြီးရင်ဘက်တီးရီးယားတွေခန္ဓာကိုယ်ရဲ့ဝင်ရောက်မှုကိုတားဆီးပေးတယ်ဒီ lysin နဲ့မီတိုင်အိုနီကဒီလိုမျိုးကူညီပေးထားတာဖြစ်ပါတယ်နောက်တစ်ခုကခန္ဓာကိုယ်အတွင်းမှာအစီတွေကိုပေါ့နော်ဆဲတွေကိုပို့ဆောင်ပြီးတော့ energy အဖြစ်နဲ့ပြောင်းလဲပေးတယ်အကာနီတီကအရန်ကောင်းတဲ့ အကာနီတီပါနောက်တစ်ခုကဒီအကာနီတီကိုသုံးဆွဲတဲ့အားကစားသမားတွေကိုလေ့လာတွေ့ရှိတဲ့အခါမှာတဲ့ကြွက်သားအတွင်းမှာဂလိုက်ကိုဂျင်ပျက်စီးမှုကို55%ထိချော့ချပေးတယ်ဒီအချက်ဒီအရန်ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်ကျမတို့ဒီဂလိုက်ကိုဂျင်သားနော်ကြွက်သားတွေထဲမှာဂလိုက်ကိုဂျင်သားရှိနေတယ်မပျက်စီးဘူးဆိုရင်ဝါလာစရာအကြောင်းတစ်ကြောင်းမှမရှိဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီနေ့စဉ်နဲ့ညပေါ့နော်ထမင်းတွေစားကြတယ်စံကြုံပြောက်အာလူပဲပေါ့အဲ့ဒါတွေအကုန်စားကြတယ်အဲ့လိုစားကြတဲ့အခါမှာကာဘိုဟိုက်ဒရိတ်တွေကဂလူကို့စ်တွေထွက်လာအဲ့ဂလူကို့စ်တွေကိုအသည်းကစားသုံးတယ်လိုအပ်တဲ့လောက်စားသုံးတယ်ခြေဖြတ်တယ်ပေါ့ပိုရှမ်းတဲ့အရာတွေကအစီတွေဖြစ်သွားတယ်အဲ့ဒါကိုမှကျမတို့ကဒီထွက်လာတဲ့ glucose တွေကိုဂလိုက်ကိုဂျင်ကယူပြီးတော့သူ့စီမှာစွမ်းရည်အဖြစ်နဲ့သုံးလောင်ထားတာထွက်လာတဲ့ glucose တွေစွမ်းရည်အဖြစ်ပြောင်းပြီးဂလိုက်ကိုဂျင်ကသုံးလောင်ထားတယ်ဒါဆိုမိတ်ဆွေတို့ကနော်မှတ်ထားရမှာကဂလိုက်ကိုဂျင်ဒီစွမ်းရည်သုံးလောင်ရုံပဲစွမ်းရည်သုံးလောင်ရုံအဲ့ဒီအတွက်ကြောင့်အသည်းကဒီစွမ်းရည်ကိုလိုအပ်တဲ့လောက်ယူတယ်ကြက်သားလည်းလိုအပ်တဲ့လောက်ယူတယ်ဆဲရီယာလည်းလိုအပ်တဲ့လောက်ယူတယ်ပိုနေတဲ့ဒီဂလိုက်ကိုဂျင်ထဲမှာရှိနေတဲ့ဟာတွေကအစီရင်မဟုတ်ဘဲနဲ့စွမ်းအင်တွေဖြစ်နေတဲ့အတွက်ခန္ဓာကိုယ်ကိုဝလာစရာအကြောင်းတကြောင်မှမရှိဘူးဒါကြောင့်ဒီဂလိုက်ကိုဂျင်ပျက်စီးမှုကို55%ထိနော်ရှော့ချပေးနိုင်တဲ့အေကာနီတီဒီအဖို့အတွက်အရန်အားထားရတဲ့ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်နော်ဒီတစ်ခုတည်းနဲ့တွေကို
အရန်ကိုကောင်းနေပါပြီဒါကြောင့်လေတချို့အစီကြထုတ်ကုန်တွေမှာဒီအကာနီတီတစ်မျိုးတည်းနဲ့ထုတ်ထားတဲ့ထုတ်ကုန်တွေအများကြီးရှိတယ်ပေါ့ကျမတို့ app မှာတော့အဲ့လိုမဟုတ်ပဲလေအကာနီတီကိုအခြားပါဝင်ပစ္စည်းတွေပေါ့နော်အရန်ကောင်းအောင်ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်နော်အကာနီတီဒီအစီချေဖြတ်မှုကို55%ထိမြင့်တင်ပေးတယ်တက်လုံးကို25%ထိကောင်းစေတာပဲဖြစ်ပါတယ်ဒါကြောင့်ပေါ့နော်ဒီအကာနီတီဒီ app ရဲ့အဓိကအားထားရတဲ့ပါဝင်ပစ္စည်းပါနော်သူ့ကို250 မီလီဂရမ် app ထဲမှာထည့်သွင်းထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ဒါဆိုမိတ်ဆွေတို့အကာနီတီအကြောင်းကိုသေချာဂါဂနာသိသွားကြပြီလားရှင်သိပြီဆိုရင်လက်မလေးတွေထောင်ပြပေးပါဦး။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်နောက်ထပ်ပါဝင်ပစ္စည်းတစ်မျိုးကချီတိုဇန်ပဲဖြစ်ပါတယ်နောက်ထပ်ပါဝင်ပစ္စည်းချီတိုဇန်ကတော့ဒီစားတောက်လိုက်တဲ့အစားတောက်တွေကအစီတွေကိုခန္ဓာကိုယ်ထဲရောက်မလာအောင်ပိုက်ကွန်ပုံစံမျိုးနဲ့သူကဘလော့ပေးတာပဲဖြစ်ပါတယ်အစီတွေလာတယ်ပိုက်ကွန်ပုံစံနဲ့ဘလော့တယ်အစီတွေလာတယ်ဒီလိုမျိုးကာထားပေးတာပဲဖြစ်ပါတယ်เนาะဒါမှုပင်တစ်မျိုးကနေရတဲ့ချီတိုဇန်ဖြစ်ပြီးတော့ဘယ်ဂျီယန်နိုင်ငံကနေရရှိထားတဲ့နည်းပညာဖြစ်ပါတယ်ပင်လယ်တော်ဝါရီစီကနေရတဲ့ချီတိုဇန်ထက်ကသူက134ဂျာဂိုင်လုံးဒီအစီကိုပို့ပြီးတော့စုံပေးနိုင်တယ်အစီကြောင့်ကိုလေးချိန်တိုးခြင်းကိုလည်း 40% ထိချော့ချပေးပါတယ်အသေးနဲ့ကြွက်သားတွေမှာအစီဖြစ်မှုကိုလည်း 66% ထိအောင်ချော့ချပေးပါတယ်နော်ကျမတို့အသေးမှာအစီစုပုံနဲ့အစီပေါ့နော်ဗီယာတို့မိုဟင်းငါတို့ပေါ့အီဂျာကွေးတို့ကရတယ်လို့ပြောခဲ့တဲ့ triglyceride အစီပေါ့အဲ့ဒီအစီကိုလည်း 31.5% ထိအောင်ချော့ချပေးတာပဲဖြစ်ပါတယ်ကိုလက်စထရောlevelကို 5% ထိချော့ချပေးနိုင်တာပဲဖြစ်ပါတယ်ဒီချီတိုဇန်ကလည်းအဖိုးရဲ့အဓိကနော်အဓိကထည့်သွင်းထုတ်လုပ်ထားတယ်ပေါ့နော်ပါဝင်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်သူ့ကို150 မီလီဂရမ်ထည့်သွင်းထုတ်လုပ်ထားတာပဲဖြစ်ပါတယ်ဒါဆိုချီတိုဇန်အကြောင်းသိသွားပြီလားရှင့်သိပြီဆိုရင်လက်မလေးတွေထောင်ပြပေးပါဦးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါဆိုရင်နောက်ထပ်ပါဝင်ပစ္စည်းတစ်မျိုးကတော့ပဲကြီးပေါ့နော်ပဲကြီးအဖြူပေါ့အဲ့ပဲကြီးအဖြူကနေရတဲ့ဓာတ်ဖြစ်ပါတယ်သူကတော့ fast yo lemon မှာเนาะသူ့ကို stop broker လို့တောင်ခေါ်ကြတယ်တဲ့ stop ဆိုတာဂစီဓာတ်ပေါ့เนาะ broker ဆိုတာတားဆီးပိတ်နေတာပေါ့ဂစီဓာတ်တွေကိုတားဆီးပေးတဲ့ fast yo lemon ပဲဖြစ်ပါတယ်သူကတော့တဲ့เนาะ alpha amylase ဓာတ်ကိုရပ်တန့်ပေးတယ်ဒီ amylase ဆိုတာ enzyme တစ်မျိုးပေါ့အဲ့ amylase ကိုဒီ fast yo lemon ကဘာကြောင့်ရပ်တန့်ပေးတာလဲဆိုတော့ amylase ကဘာလုပ်တာလဲဆိုတော့ကျွန်မရှေ့မှာပြောခဲ့တဲ့နော် glycogen ပေါ့စွမ်းအင်သိုးလောင်ယုံလို့ပြောခဲ့တဲ့ glycogen အဲ့ဒီ glycogen ကိုသူကဖြိုခွဲတယ် amylase ကအားကြောင့်မို့ကြောင့်ဒီ glycogen ကိုဖြိုခွဲရင်ကျမတို့ကဝလာတင်မှာဒီ amylase ကိုမဖြိုခွဲနိုင်အောင်လို့နော်ဒီ phospholamin ဓာတ်ကရပ်တန့်ပေးစေတာပဲဖြစ်ပါတယ်အရန်ချိတ်ဆက်ကောင်းတယ်နော်အဖိုးထဲမှာပါဝင်ပစ္စည်းတွေဒီတစ်ခုကိုတစ်ခုချိတ်ပြီးတော့မှသူကထောက်ကန်ပြီးတော့မှနော်ထောက်ကန်ပြီးတော့မှကိုသူတို့တွေတာဝန်ထမ်းဆောင်သွားကြတယ်ပေါ့နော်ဒါကတော့ phospholamin ပဲဖြစ်ပါတယ်အစာလမ်းကြောင်းကနေပြီးတော့လည်းအစီတွေမစုပ်နိုင်အောင်လုပ်ပေးတယ်နော်အစီကိုတွေလုံးဝခန္ဓာကိုယ်မှာမရှိအောင်ရှော့ချပေးတာပဲဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်ပဲကြီးကရတဲ့ phospholamin အကြောင်းကိုသိသွားကြပြီလားရှင်းသိသွားပြီဆိုလက်မလေးထောင်ပြပေးပါဦးဟုတ်ကဲ့ပါကျေးဇူးရတင်ပါတယ်ဒါဆိုလို့ရှိရင်နောက်ထပ်ပါဝင်ပစ္စည်းတစ်မျိုးကတော့လက်ဖက်စိမ်းကရတဲ့ဓာတ်ပဲဖြစ်ပါတယ်ဒါကတော့ EGCG လို့ခေါ်ပါတယ်။သူကခန္ဓာကိုယ်ရဲ့ဇီဝကာမဖြစ်စဉ်ကိုအားကောင်းစေတယ်။လေးချိန်ကလုံးစရာမလိုပဲနဲ့ကိုယ်လေးချိန်ကိုရှော့ချပေးတယ်။ခန္ဓာကိုယ်ကိုအချိုးအစားနှပ်ပလာအောင်ကူညီပေးတာပဲဖြစ်ပါတယ်နော်။တာမန်ထက်အဝလိုနေတဲ့သူတွေကိုဒီလက်ဖက်စိမ်းကရတဲ့ဓာတ်ကို3လလောက်သုံးဆွဲပြီးတော့စမ်းသပ်ခဲ့တဲ့အခါမှာကိုယ်လေးချိန်က 4.6% တီအောင်ကိုရှော့ချပေးနိုင်ပြီးတော့ခါပတ်ပတ်လည်းမှာရှိတဲ့အစီရေးပေါ့နော်ဒီအစီတွေကိုလည်း 4.48% တီအောင်ကိုပဲ short ချပေးနိုင်တာဖြစ်ပါတယ်ဒီလို short ချပေါ့နော်ဒီလိုမျိုး reset ကောင်းထိအောင်ရခဲ့ပြီပဲလို့သူမှသွေးတိုးတာတို့သွေးပေါင်ကျတာတို့မူးဝေတာတို့ကိုယ်ခံအားလျော့တာတို့ဆိုတဲ့ဘေးဘက်ဆိုးကျိုးတွေလုံးဝမရှိဘဲနဲ့ကိုစမ်းသပ်မှုကြီးအောင်မြင်ခဲ့တာဖြစ်ပါတယ်ကမ္ဘာလုံးမှာဆိုလို့ရှိရင်ဒီစမ်းသပ်မှုကြောင့်ပေါ့နော်ဒါဒီလက်ဖက်စိမ်းရတဲ့ဓာတ်ဒီသဘာဝအတိုင်းဝိတ်ကျစေတယ်ဆိုတာကိုလက်ခံခဲ့တာပဲဖြစ်ပါတယ်ဒါဆိုရင် EGCG အကြောင်းသဘောပေါက်သွားပြီလားရှင်းသဘောပေါက်ပြီဆိုလက်မလေးထောင်ပြပေးပါဦးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါကတော့အဓိကထည့်သွင်းထုတ်လုပ်ထားတဲ့ဒါပါဝင်ပစ္စည်း၄မျိုးပဲဖြစ်ပါတယ်နောက်ထပ်အထောက်အကူပြုပါဝင်ပစ္စည်းတွေရှိပါသေးတယ်ဒါကတော့ coffee စိမ်းเนาะ coffee စိမ်းကလည်းသူကခန္ဓာကိုယ်မှာပေါ့ခန္ဓာကိုယ်ရဲ့မှာပေါ့နော်အစီကိုချပေးတယ်ပြီးလို့ရှိရင်အဆိုဓာတ်ကိုသူကထိန်းထားပေးတယ် energy ကိုမြင့်တင်ပေးတယ် coffee စိမ်းเนาะနောက်တစ်ခုကငရုတ်ကောင်းမဲကကြတော့ဇီဝကာမဖြစ်စဉ်ကိုသူကထောက်ပံ့ပေးတယ်
အာကစားမလုပ်ပါပဲနဲ့အာကစားလှုပ်လိုက်တယ်လို့မျိုးခန္ဓာကိုယ်ရဲ့မှာပေါ့နော်ဇီဝဖြစ်စဉ်တွေကပြောင်းလဲလာတယ်ပူရှိန်ရှိန်ဖိမ့်ဖိမ့်ဖြစ်သွားတာပေါ့ဒီငွေရုပ်ကောင်းကိုစားလိုက်တာနဲ့ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတဲ့အတွက်ခန္ဓာကိုယ်မှာချွေးတွေပါတွေပြန်ပြီးတော့ energy စွမ်းဆောင်မှုကိုတိုးစေတယ်ဒါကြောင့်အစီအပိုတွေကိုရှော့ချနိုင်တာပဲဖြစ်ပါတယ်ဒါကငွေရုပ်ကောင်းမဲရဲ့လှုပ်ဆောင်နိုင်မှုပါနောက်ထပ်တစ်ခုကတော့ဂါဇီနီယာကမ်ဘိုဂျီယာပါသူကကြတော့အစားစားခြင်းစိတ်ကိုထိန်းပေးတယ်ခန္ဓာကိုယ်ကိုသွယ်လျာလှပလာစေတာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုကခရိုမီယမ်ပီကိုလီနိတ်เนาะဒီအထောက်အကူပြုပါဝင်ပစ္စည်းကသူကဘာကောင်းတာလဲဆိုတော့ကျမတို့ရှေ့မှာပြောခဲ့တဲ့နော် HDLSC ပမာဏကိုတိုးမြင့်ပေးတာပဲဖြစ်ပါတယ်အရန်ကောင်းပါတယ်နော် HDL ပမာဏများနေမှသာကျမတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့အဆီတွေတွေးကြောထဲမှာရှိတဲ့အဆီတွေကိုဖယ်ထုတ်နိုင်မှာဖြစ်ပါတယ်ခရိုမီယမ်ပီကိုလီနိတ်ကဒီအချက်ကိုကူညီပေးထားတာဖြစ်ပါတယ်ဒါဆိုရင်အဖိုးထဲမှာနော်ဒီအကျိုးပြုပေါ့နော်ပါဝင်ပစ္စည်းခေါင်းတွေရှိတာမလို့အဖိုးကအရန်အကျိုးများတဲ့ထုတ်ကုန်ပဲဖြစ်ပါတယ်ဘယ်လောက်ထိအကျိုးများလဲဆိုရင်နော် F4 လုံးနဲ့ညီမျှပါတယ်တဲ့ fit ဆိုပြီးတော့အချိုးကြကြနဲ့လှပလာမှာဖြစ်ပါတယ်ဖက်ဆိုတဲ့ကြွက်သားတွေကိုကြစ်ကြစ်လေးလေးကြန့်ခိုင်နေမှာပဲဖြစ်ပါတယ် fresh ဆိုတဲ့နွမ်းလျာမှုမရှိတဲ့လန်းဆန်းပြီးတော့ကိုယ်လေးချိန်ကိုကြာဆင်းစေမှာပဲဖြစ်ပါတယ်နော် fat ဆိုတဲ့တလအတွင်းပြောင်းလဲမှုကိုသိတာနိုင်တာပဲဖြစ်ပါတယ်เนาะလှင်မြန်တယ်ပေါ့သိတာမှုကလှင်မြန်မြန်သိရစေတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါက F4 ရဲ့ကောင်းကျိုးတွေပါ F4 ကိုဘယ်လိုလူတွေတောက်သုံးရမလဲဆိုရင်တော့เนาะပြီးရဆိုကြလုံးဝမရှိဘဲနဲ့တရားရာခိုင်နှုန်းအနေရကင်းကင်းနဲ့ကိုယ်လေးချိန်ရှော့ချလိုတဲ့သူတွေအားလုံးတောက်သုံးသင့်ပါတယ်သူ့ရဲ့တောက်သုံးပုံအညွှန်းကတော့ပေါ့ပုံမှန်ပေါ့ body design ရှိတဲ့သူတွေပုံမှန် body design ရှိတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်တစ်နေ့ကိုတစ်လုံးပဲပုံမှန်တောက်လို့ရပါတယ်ထမင်းအများကြီးစားတဲ့နတ်ဖြစ်တဲ့နေ့လယ်စာပေါ့နေ့လယ်စာမစားခင်မိနစ်20နာရီဝက်လောက်အလိုမှာရေများများနဲ့တောက်ပေးရမှာပဲဖြစ်ပါတယ်ခန္ဓာကိုယ်နည်းနည်းဝင်များတဲ့သူတွေအနေနဲ့ကတော့နှလုံးတောက်ပေးရပါမယ်အများကြီးဝင်များတယ်ဆိုလို့ရှိရင်တော့တစ်နေ့ကို၄လုံးတိတောက်ပေးလို့ရပါတယ်ဒါဆိုရင်အခုကျွန်မပြောပြပေးသွားခဲ့တဲ့အဖို့အကြောင်းပေါ့နော်အဖို့အကြောင်းအားလုံးပေါ့အစီတွေအကြောင်းထုတ်ကုန်ရွေးချယ်မှုအကြောင်းအဖို့ရဲ့အကြောင်းပေါ့ဒါတွေအားလုံးကိုသိသိချာချာ
ခဏလေးစောင့်ပေးပါရှင်ထရိနာကလေလိုင်းကျသွားတယ်ထင်တယ်ခဏလေးပြန်တက်လာပါမယ်တဲ့နော်ဘယ်တက်နိုင်လဲကွာဖုန်းပိတ်ထားတယ်ဖုန်းဆက်တယ်ဟုတ်လားအမမီတင်ဝင်းမကြည့်ဘူးလားငါ့ကိုကြည့်ပေးစမ်းပါလားနေတော့မင်္ဂလာပါရှင်အခုစကရင်ရှယ်လေးမြင်ရလားရှင် မြင်ရတယ်မမဟုတ်ကဲ့ ဟုတ်ကဲ့ပါလက်တော့ဘာဖြစ်သွားတဲ့အတွက်လေဖုန်းနဲ့ပေါ့နော်ဖုန်းနဲ့ share တာပဲဖြစ်ပါတယ်အခုလိုလေးသိခံပြီးစောင့်နေတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်အခုပြောပြပေးသွားတာကတော့ F4 ရဲ့အကြောင်းလေးပဲဖြစ်ပါတယ်ဒါဆိုရင် F4 ဒီပေါ့နော်F4 ဟာဆိုလို့ရှိရင်ဒါခန္ဓာကိုယ်မှာပေါ့ရောက်ရှိလာမယ့်အစီတွေကိုဘလော့ပေးတယ်ကာထားပေးတယ်ထုတ်ကုန်တွေအကြောင်းပဲဖြစ်ပါတယ်ဒါဆိုရင် F4 အကြောင်းကိုနားလည်သွားကြပြီလားရှင်F4 အကြောင်းကိုသဘောပေါက်သွားပြီဆိုလို့ရှိရင်ကျမကို F ဆိုတဲ့ကဏ္ဍလေးတွေ F ဆိုတဲ့စလုံးလေးတွေရိုက်ပို့ပေးပါဦးရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်ကျမအခုတခါထပ်ပြီးတော့ပြောပြပေးမယ်ထုတ်ကုန်ကတော့ B4 ပဲဖြစ်ပါတယ် B4 ကတော့ခန္ဓာကိုယ်မှာရှိရပေါ့နော်ခန္ဓာကိုယ်မှာရှိတဲ့အဆီပိုတွေကိုလောင်ကျွမ်းခြင်းနည်းအားဖြင့်ထုတ်လုပ်ထားတဲ့ထုတ်ကုန်ပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ခန္ဓာကိုယ်ပေါ့နော်ဒီလောင်ကျွမ်းတဲ့နည်းပညာနဲ့ပေါ့သူကထုတ်လုပ်ထားတာပဲဖြစ်ပါတယ်သူ့မှာဆိုလို့ရှိရင်ဒီမိုရိုစီးနဲ့ alpha fit တို့ပေါ့နော်ပေါင်းစပ်ပြီးတော့မှထုတ်လုပ်ထားတဲ့နည်းပညာပါနော်သူက AMPK ပေါ့ AMPK ဆိုတဲ့ဒါစနစ်ကိုသူကနှိုးဆွပြီးတော့လောင်ကျွမ်းစေတာပါဒီ AMPK ဆိုတာကဘာလဲဆိုတော့ဇီဝဖြစ်စဉ်ကိုထိန်းချောင်းတဲ့နော်ဇီဝဖြစ်စဉ်ကိုသူကထိန်းချောင်းတဲ့ enzyme တစ်ခုပေါ့နော်သူကဘယ်လိုမျိုးကောင်းစေတာလဲဆိုတော့ကျမတို့ခန္ဓာကိုယ်မှာရှိတဲ့ဒီ cell တွေပေါ့ cell တွေတိုင်းမှာဒီ AMPK ရှိတယ်နော်အဲ့ဒီ AMPK ကနိုးဒီ AMPK မြင့်တက်လာတဲ့အချိန်မှာပေါ့မြင့်တက်လာတဲ့အခါမှာ cell တွေကိုလောင်ကျွမ်းစေတယ်နော်အဲ့ဒီနည်းနဲ့သူကဒါလောင်ကျွမ်းစေတဲ့နည်းနဲ့ B4 ကိုထုတ်လုပ်ထားတာပဲဖြစ်ပါတယ်ဒါဆိုရင် AMPK မြင့်တက်လာတဲ့ပုံစံတွေကဘာတွေရှိလဲဆိုရင်နော်ဘာတွေရှိလဲဆိုရင်ကိုယ်လက်လှုပ်ရှားအားကစားပေါ့ပြေးတာတို့ဝိတ်မာတာတို့ပေါ့ဒါတွေဒီလိုမျိုးတွေလည်းလုပ်ပြရမှာဖြစ်ပါတယ်ကယ်လိုရီများတဲ့အစားအသောက်တွေကိုရှောင်ပေးရမှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီအယောင်ဆုံးအသီးနှံတွေကိုစားသုံးပေးရမယ်နော်ဒီနောက်တစ်ခုကတော့ဒီ AMPK ကိုမြင့်တင်ပေးတဲ့ဖြစ်ဆွဲအာဟာရထုတ်ကုန်ပေါ့ B4 လိုမျိုးပေါ့ဒီလိုမျိုးထုတ်ကုန်တွေကိုစားသုံးပေးရမှာပဲဖြစ်ပါတယ်ဒါကတော့ AMPK ကိုမြင့်တက်စေပြီးတော့လောင်ကျွမ်းစေတဲ့နည်းနဲ့ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်အရန်ကောင်းတဲ့နည်းပညာပါနော်နောက်တစ်ခုကတော့ခန္ဓာကိုယ်မှာရှိတဲ့အညိုရောင်အဆီတွေကိုနော်အခြားရခက်တဲ့အညိုရောင်အဆီတွေကိုလောင်ကျွမ်းစေပါတယ်စစ်ထွက် Audentia မှာပါဝင်တဲ့ဒီမှာ Sinifry ရဲ့ထူးခြားမှုကြောင့်ပေါ့နော်ထူးခြားမှုတွေကြောင့်လောင်ကျွမ်းမှုကိုအဓိကထားပြီးတော့ထုတ်လုပ်ထားတဲ့ထုတ်ကုန်ဖြစ်ပါတယ်ဒါဆိုရင်ဒီ Sinifry ဆိုတာဘယ်ရတာလဲဆိုတော့စစ်ထွက် Audentia ပေါ့ဒီစစ်ထွက် fruit တွေမှာတဘာဝအတိုင်းရှိနေတဲ့ Alkaloid တစ်ခုပါနော် Sinifry ကသူကဘာကိုကောင်းစေတာလဲဆိုတော့စွမ်းရည်တွေကိုမြင့်တင်ပေးတယ်စွမ်းရည်တွေမြင့်တင်ပေးပြီးတော့ကယ်လိုရီများတာတွေကိုကယ်လိုရီတွေပေါ့နော်ဒါကိုများလောင်ကျွမ်းစေတယ်နော်ပြီးလို့ရှိရင်ခန္ဓာကိုယ်ရဲ့မှာပေါ့ဇီဝဖြစ်စဉ်ပေါ့ဇီဝဖြစ်စဉ်ကိုမြင့်တင်ပေးတယ်
ဒါက Sinify ရဲ့ Citrus Aurantium ကရတဲ့ Sinify ရဲ့လောက်ဆောင်ချက်တွေပဲဖြစ်ပါတယ်ဒါကြောင့် B4 ကိုဒီလိုမျိုးပုံစံနဲ့ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီ B4 ကိုဘယ်လို formula နဲ့ထုတ်လုပ်ထားတာလဲဆိုတော့ B4 formula နဲ့ထုတ်လုပ်ထားတာပါဘန်းဆိုပြီးတော့အစီကိုတွေကိုလောင်ကျွမ်းစေပါတယ်ပထမ B ရပါတော့ဒုတိယ B ကတော့ boost ဆိုပြီးတော့မြင့်တင်ပေးပါတယ်ဘာတွေမြင့်တင်တာလဲဆိုရင်နော်ဘာတွေမြင့်တင်ပေးတာလဲဆိုတော့ဒီ energy စွမ်းအင်တွေကိုမြင့်တင်ပေးတယ်ဇီဝဖြစ်စဉ်တွေကိုမြင့်တင်ပေးတယ်အဲ့လိုမြင့်တင်ပြီးတော့လောင်ကျွမ်းစေတဲ့နည်းနဲ့ထုတ်လုပ်ထားပေးတယ်တတိယ B ကတော့ဘေးနော်ကြွက်သားတွေကိုကြစ်ကြစ်လေးလေးတောင်းတောင်းတင်းတင်းဖြစ်အောင်တီဆောက်ပေးတယ်ဝိတ်တွေကျသွားပြီမဲ့လို့လေကိုယ်ခံအားကိုလုံးဝသူကကောင်းနေအောင်တီဆောက်ပေးတယ်တတိယ B နော်ဒါပြီးရင်နံပါတ်4 B စတုထ B က balance နော် balance ကကြတော့သူကဘာကို balance လုပ်ပေးတာလဲဆိုတော့သွေးရင်းတကြားဓာတ်တွေ cholesterol level တွေနော်ဒါတွေကို balance လုပ်ပေးတယ်အစာချေစနစ်ကို balance လုပ်ပေးတယ်ဒါကနံပါတ်4 B ပါဒီလိုမျိုးနော်ဘန်လုပ်ပေးတယ် boost လုပ်ပေးတယ် build လုပ်ပေးတယ် balance လုပ်ပေးတယ်ဒီ B လေးလုံး formula နဲ့ထုတ်လုပ်ထားတဲ့ B4 ပဲဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့ B4 ဘယ်လိုထုတ်လုပ်ထားတယ်ဆိုတဲ့နည်းပညာသိပြီလားရှင်းသိပြီဆိုရင်လက်မလေးတွေထောင်ပြပေးပါဦးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်ဒီ B4 ဒီခန္ဓာကိုယ်ကိုနော်ခန္ဓာကိုယ်ကိုကျန်းမာစေသွယ်လလျာနဲ့လှပစေပြီးတော့ကျန်းမာအောင်ထုတ်လုပ်ထားတဲ့ထုတ်ကုန်ပဲဖြစ်ပါတယ်ဘယ်လိုလူမျိုးတွေတောက်သုံးတင်တာလဲဆိုလို့ရှိရင်နော်အစီကျပြီးတော့အစီတွေကျပြီးတော့ခန္ဓာကိုယ်ကိုကြစ်ကြစ်လေးလေးနဲ့လှပခြင်းတဲ့သူတွေကိုလေးချိန်ထိန်းခြင်းတဲ့သူတွေနော်ပြီးလို့ရှိရင်လေးချိန်ကလောက်ရမှာအချိန်မရတဲ့သူတွေမအားလက်တဲ့သူတွေပေါ့လေးချိန်ကမလောက်ဖက်နဲ့အစီချခြင်းတဲ့သူတွေနော်B4 ကိုတောက်သုံးတင်ပါတယ်နောက်တစ်ခုကနေ့စဉ်ပေါ့အားကစားလုပ်နေတဲ့အားကစားသမားတွေဒီအားကစားသမားတွေအနေနဲ့လည်းနော်ကြွက်သားတွေကိုချစ်ချင်းလေးဖြစ်စေမယ်ကိုယ်ခံအားတွေရှိလာမယ်ပြီးလို့ရှိရင်ကြွက်သားကနေပြီးတော့ energy လောင်ကျွမ်းစေတယ်နော်ဒီလိုမျိုးအမောခံနိုင်တဲ့သက်လုံကောင်းစေတယ်အဲ့ဒီအတွက်ကြောင့်အားကစားသမားတွေအနေနဲ့ရောနေ့စဉ်နော်လေ့ကျင့်ကလုပ်နေရင်းတဲ့အတွက်ပေါ့ဒီ B4 ကိုတောက်တင်တာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင် B4 ကကြတော့ဘယ်လိုပုံစံတောက်ရမှာလဲဆိုရင်အစီပိုတွေရှိနေပြီးသားလူတွေအတွက်ပေါ့နော်ပုံမှန်slim body ဖြစ်နေတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ပုံမှန်တစ်လုံးပဲတောက်လို့ရပါတယ်ခန္ဓာကိုယ် weight များတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့နှလုံးတောက်ပြရမှာဖြစ်ပါတယ်နှလုံးကိုတစ်ခါတည်းနဲ့နှလုံးတောက်ရမှာမဟုတ်ပါဘူးအစာမရှိတဲ့အချိန်မှာတစ်ချိန်တောက်ရင်တစ်လုံးတစ်နေ့ကိုနှလုံးတောက်လို့ရပါတယ်ဒါကတော့ B4 ကိုတောက်သုံးနေပြီးပါအဲဆိုလို့ရှိရင်ဒီ B4 မှာထည့်သွင်းထုတ်လုပ်ထားတဲ့ပစ္စည်းတွေရောဘာတွေတော့နော် B4 ထဲမှာထည့်သွင်းထုတ်လုပ်ထားတာကတော့ပထမဆုံးမိုရိုစီသွေးနီအောင်လိမ္မော်သီးကနေရတဲ့မိုရိုစီဖြစ်ပါတယ်မိုရိုစီကတော့ B4 ထဲမှာအဓိကပါဝင်ပစ္စည်းတစ်ခုအနေနဲ့ထည့်သွင်းထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။သူကတော့ပထမ B ဖြစ်တဲ့ဘန်းဆိုတဲ့အပိုင်းကိုတာဝန်ယူထားပေးတာပဲဖြစ်ပါတယ်။ဒီအပိုင်းလေးကိုမိတ်ဆွေတို့သေသေးချာချာလေးနားထောင်ပေးစေချင်ပါတယ်။ဒီထဲမှာအဓိကပါဝင်ပစ္စည်းတွေနဲ့အထောက်အကူပြုပါဝင်ပစ္စည်းတွေနဲ့ခွဲခြားပြီးတော့ရှိပါတယ်ပေါ့နော်။ဒါဆိုရင်နောက်ထပ်တစ်ခုက Citrus Aurantium ပဲဖြစ်ပါတယ်။သူကလည်း B4 ထဲမှာအဓိကပါဝင်ပစ္စည်းတစ်ခုအနေနဲ့ထုတ်လုပ်ထားပါတယ်။သူကတော့တတိယ B ပေါ့နော်တတိယ B bit ဆိုတဲ့အပိုင်းကိုတာဝန်ယူထားပေးတာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့ငရုတ်ကောင်းပဲပါဒီငရုတ်ကောင်းနဲ့ကရတဲ့ alpha fit ပေါ့နော်ဒီ alpha fit ကကြတော့ B4 ထဲမှာအဓိကထည့်သွင်းထုတ်လုပ်ထားတဲ့ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်သူကတော့ပထမ B ဖြစ်တဲ့ band ဆိုတဲ့အပိုင်းကိုတာဝန်ယူထားပေးတာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့ pan ဒီရှာလကာကြီးပါသူကကြတော့အထောက်အကူပြုပစ္စည်းတစ်ခုအနေနဲ့B4 ထဲမှာထည့်သွင်းထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။သူကသွေးရင်းတကြားသက်တွေကို short ချပေးတဲ့ cholesterol level တွေကိုကျဆင်းစေတာပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုကနော်ဒါ chromium AAC ပေါ့။သူကကြတော့ B4 ထဲမှာအထောက်အကူပြုပါဝင်ပစ္စည်းတစ်ခုအနေနဲ့ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကိုမြင့်တင်ပေးတယ်။သွေးရင်း cholesterol ကိုထိန်းညှိပေးတယ်။နော်သွေးရင်းတကြားသက်တွေကိုလည်းသူက short ချပေးတာပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့စိမ့်ကြရည်ညှိသူကကြတော့ B4 ထဲမှာအထောက်အကူပြုပစ္စည်းတစ်ခုအနေနဲ့ထည့်သွင်းထုတ်လုပ်ထားတာပဲဖြစ်ပါတယ်သူကဘာတွေကောင်းတာလဲဆိုရင်အသေးမှာပေါ့နော်အသေးရမှာပေါ့သူကဒီကျန်းမာရေးကိုသူပိုးပြီးတော့မှကောင်းလာစေတယ်နော်ကိုလက်စထရောတွေကို short ချပေးတယ်ကိုခံအားကိုတိဆောက်ပေးတယ်အဝလွန်ခြင်းကိုလည်းကာကွယ်ပေးတာပဲဖြစ်ပါတယ်နောက်ထပ်ပေါ့နော်နောက်ထပ်ပါဝင်ပစ္စည်းတစ်ခုကတော့တလဲသီးပါတလဲသီးကနော်တလဲသီးကကြတော့သူကအထောက်အကူပြုပစ္စည်းတစ်ခုအနေနဲ့ပါဝင်တာပါ
သူကဘာတွေကိုကောင်းစေတာလဲဆိုတော့ခန္ဓာကိုယ်မှာ collagen အသစ်တွေကိုသူကတိဆောက်ပေးတယ်အဲ့အတွက်ကြောင့်အသားရည်ကိုစိုးပြေးတယ်အရေးကြောင်းတွေကိုရော့သေးတယ်နောက်ပြီးတော့ဒီဝါလာတဲ့သူတွေမှာပေါ့နော်ဝါလာတဲ့သူတွေကဒီ body weight ကြောင့်သူကအယိုးတွေနာကျင်တယ်အစစ်ပုံတွေပြက်တယ်ပေါ့နော်အစစ်တွေရဲ့ပုံသဏ္ဍာန်တွေပြက်တယ်ပေါ့အဲ့ဒါတွေကိုဒီရဲ့ပါဝင်ပစ္စည်းတလဲတီကနေပြီးတော့ဒါပြုပြင်ပေးတာပဲဖြစ်ပါတယ်เนาะတလဲတီကနေပြီးတော့ collagen ဓာတ်တွေနဲ့ဖြည့်တင်းပြီးတော့ပြုပြင်ပေးတာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဂါဇီနီယာကမ်ဘိုဂျီယာပါသူကလည်းဒီပိုးထဲမှာအထောက်အကူပြုပါဝင်ပစ္စည်းတစ်ခုအနေနဲ့ထည့်သွင်းထုတ်လုပ်ထားတာပဲဖြစ်ပါတယ်ဒီသူကကြတော့ဘာတွေပြင်ပေးနိုင်တာလဲဆိုရင်အစားစားခြင်းစိတ်ကိုရှော့ချပေးတယ်เนาะခန္ဓာကိုယ်ကိုသွေးလျားလှပလာအောင်သူကကူညီပေးတာပဲဖြစ်ပါတယ်နောက်တစ်ခုเนาะနောက်တစ်ခုကကြတော့သူကဘီတာကာရိုတင်းပေါ့ဘီတာကာရိုတင်းကလည်းဒီပိုးထဲမှာအထောက်အကူပြုပစ္စည်းတစ်ခုအနေနဲ့ပါဝင်တာဖြစ်ပါတယ်သူကကိုယ်ခံအားကိုကောင်းစေတယ်ခန္ဓာကိုယ်ထဲမှာ free radical တွေကိုတိုက်ထုတ်ပေးနိုင်ပါတယ်เนาะဒါကြောင့်ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကိုစောင့်ရှောက်ဖို့အတွက်ထည့်ထားပေးတာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ CLA ပေါင်တာပါ CLA ပေါင်တာကလည်းဒီပိုးထဲမှာအထောက်အကူပြုပါဝင်ပစ္စည်းတစ်ခုအနေနဲ့ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်ဒီ CLA ဆိုတာကတော့ conjugated linoleic acid ပါเนาะဒါကလည်းအထောက်အကူပြုအနေနဲ့ထည့်သွင်းထားတာပါသူကဘာကောင်းတာလဲဆိုရင်ကျမတို့ခန္ဓာကိုယ်ထဲမှာဒီအဆီတွေစုပုံခြင်းပေါ့နော်အဆီတွေစုဆောင်းထားခြင်းကိုလျော့နေစေတယ်နော်အဆီတွေသုံးစွဲခြင်းကိုပို့ပြီးတော့မြင့်တက်စေတယ်နောက်ပြီးတော့ဒီ metabolism ကိုသူကမြင့်တင်ပေးတယ်ခန္ဓာကိုယ်ရဲ့ metabolism ကိုမြင့်တင်ပေးတယ်ဒါကြောင့်အဝလွန်ခြင်းကိုကာကွယ်နိုင်တာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့ L-carnitine ပါ L-carnitine ကတော့ဒီပိုးထဲမှာအဓိကပါဝင်ပစ္စည်းတစ်ခုအနေနဲ့ထည့်သွင်းထုတ်လုပ်ထားတာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ Innovative ပါInnovative ကလည်းဒီပိုးထဲမှာအဓိကပါဝင်ပစ္စည်းတစ်ခုအနေနဲ့ထည့်သွင်းထုတ်လုပ်ထားတာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ African mango ပါအာဖရိကသရက်ပါသူကလည်းအဓိကပါဝင်ပစ္စည်းတစ်ခုအနေနဲ့ထည့်သွင်းထုတ်လုပ်ထားတာပဲဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့ဒီပါဝင်ပစ္စည်း73မျိုးထဲမှာဘသူတွေကအဓိကနေရာတာဝန်ယူထားလဲဘသူတွေကအထောက်အကူပြုပစ္စည်းတွေလဲဆိုတာသိသွားကြပြီလားရှင်သိပြီဆိုရင်လက်မလေးထောင်ပြပေးပါဦးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်เนาะဒီမှာဆိုလို့ရှိရင်အဓိကပေါ့เนาะပါဝင်ပစ္စည်းတွေပေါ့ဒီပိုးထဲမှာအဓိကထည့်သွင်းထုတ်လုပ်ထားတဲ့ပါဝင်ပစ္စည်းတွေဖြစ်ပါတယ်သူကဘယ်သူတွေလဲဆိုတော့ Morosi Innovative Alphabet Citrus Aurantium เนาะ African Mango เนาะဒီထုတ်ကုန်ဒီပါဝင်ပစ္စည်းတွေဟာဆိုလို့ရှိရင်ဒီဘီပိုးထဲမှာအဓိကထည့်သွင်းထုတ်လုပ်ထားတဲ့ပါဝင်ပစ္စည်းတွေပဲဖြစ်ပါတယ်ဒါဆိုရင်ဘသူတွေကဘာတာဝန်တွေယူထားတာလဲเนาะဘသူတွေကဘာတာဝန်တွေယူထားတာလဲတစ်ချက်လောက်ကြည့်မယ်ခန္ဓာကိုယ်ရဲ့ပေါ့နော်ဒီအဆီတွေကိုလောင်ကျွမ်းမှုအပိုင်းမှာမိုရိုစီနဲ့အက်ဖာဖစ်ကတာဝန်ယူထားပေးတယ်ဒီဖို့ရဲ့ပထမဘီဖြစ်တဲ့ဘန်ဆိုတဲ့အပိုင်းကိုတာဝန်ယူထားပေးတာပဲဖြစ်ပါတယ်เนาะဒါကြောင့်အဆီတွေကိုသူတို့နှစ်ဦးကနေလောင်ကျွမ်းအောင်လှုပ်ဆောင်ပေးတာပဲဖြစ်ပါတယ်ဒါဆိုရင်မိုရိုစီနဲ့အက်ဖာဖစ်ကဘလို့လောင်ကျွမ်းစေတာလဲကြည့်မယ်မိုရိုစီနော်မိုရိုစီရဲ့အစီပေါ့မိုရိုစီပေါ့နော်ဒီလိမ်မော်သီးပေါ့သွေးနီအောင်လိမ်မော်သီးရဲ့အစီသီးနော်လိမ်မော်သီးဒီပေါ့သူကအယောင်အရင်ရှိတယ်သွေးနီအောင်ရှိတယ် UNESCO ရဲ့ပတ်ဝန်းကျင်ထိမ့်သိမ်းအောက်မှာပေါ့စိုက်ပျိုးထားတဲ့အသီးဖြစ်ပါတယ်နော်ပတ်ဝန်းကျင်အပူချိန်မအေးလွန်းမပူလွန်းနော်မိုးရေချိန်မများလွန်းမနှဲလွန်းဒီလိုမျိုးနေရာမျိုးပေါ့နော်ဒီလိုရာသီဥတုမျိုးပြီးလို့ရှိရင်chemical အစိမ့်သိမ့်မှုလုံးဝမရှိတဲ့နေရာမျိုးပေါ့အဲ့လိုနေရာမျိုးမှာဒီရဲ့အသီးကိုရရှိရဖြစ်ပါတယ်ဒါကြောင့်မို့ကြောင့်ဒီအသီးတွေပေါ့နော်ဒီမိုရိုစီဒီသွေးနီအောင်လိမ်မော်သီးဒီအာဟာရဓာတ်ပေါင်းစုံရရှိရပေါ့နော်အန်တိုဆိုင်ယာနဲနိုဖလာဗိုနိုက်တက်တို့ဗီတာမင်ဓာတ်ပေါင်းမျိုးစုံပေါ့သူကရရှိနေတာပဲဖြစ်ပါတယ်သူကခန္ဓာကိုယ်မှာအချရခက်တဲ့ visceral fat အဆီကိုချပေးတာပဲဖြစ်ပါတယ်เนาะ visceral fat အဆီကိုမိုရိုစီရဲ့အဆီကချပေးတာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကြောင့်ဒီမိုရိုစီရဲ့မှာအဆီဟာကိုရီးယားနိုင်ငံမှာဟက်ကလန်စုကိုရရှိထားတာပဲဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့မိုရိုစီရဲ့အဆီအကြောင်းသဘောပေါက်သွားကြပြီလားရှင်သဘောပေါက်ပြီဆိုရင်လက်မလေးထောင်ပြပေးပါဦးဟုတ်ကဲ့ပါရန်ကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်နောက်ထပ်တစ်မျိုးကတော့alpha fit သူကငရုတ်ကောင်းမဲကရရှိတာပါသူကဆိုလို့ရှိရင်ပေါ့နော်အာဖရိကကနေဥရောပကိုတင်ပို့တယ်ပေါ့နော်ဟင့်ခတ်အမွှေးကြိုင်တွေထဲမှာအသုံးပြုတယ်ပေါ့ကုန်တင်ကုန်ပို့ဖြစ်တဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်နော်ဒီ alpha fit ကဆိုလို့ရှိရင်ဒါဆိုရင် alpha fit ကဒီ B လေးလုံးထဲမှာပေါ့နော် B ပို့ရဲ့ B လေးလုံးထဲမှာဘန်းဆိုတဲ့အပိုင်းကို
ဘာလို့ဘလို့တာဝန်ယူထားပေးလဲနော်ကြည့်အောင် energy သုံးစွဲမှုကိုတိုးစေတယ်နော် energy သုံးစွဲမှုကိုတိုးစေတယ်ကျွန်မရှင်းမှာပြောခဲ့သလိုပဲကျွန်မတို့ဒီငရုတ်ကောင်းမေးက alpha fit ကိုကျွန်မတို့ခန္ဓာကိုယ်ရဲ့ရောက်သွားပြီဆိုတာနဲ့လေ့ကျင့်ခန်းလုပ်စရာမလိုဘဲနဲ့နော်အားကစားတွေလုပ်တာမဟုတ်ဘဲနဲ့လုပ်တဲ့သွေးလေညဉ့်ညမှုမျိုးကိုရစေတာခြေပြားလက်ပြားအေးတာတို့ဘာတို့ညာတို့မဖြစ်စေဘဲနဲ့ခန္ဓာကိုယ်ထဲမှာရှိန်ရှိန်ဖိမ့်ဖိမ့်နဲ့အနှွေးတက်ကိုရစေတာအားကစားလုပ်ပြီးရင်ဖြစ်လာတဲ့ခံစားမှုမျိုးကိုဒီ alpha fit ကပေးစွမ်းနိုင်တာပဲဖြစ်ပါတယ်ဒါကြောင့်ဒီ energy ကိုတိုးစေပြီးတော့မှအစီကိုကျစေတယ် weight ကိုကျစေတယ်เนาะမိတ်ဆွေဒါဆိုရင်နောက်ပြီးတော့ BMI ကိုလည်း short ချပေးနိုင်တယ်ကျမကြီးကိုလည်းပို့ပြီးတော့မှကောင်းစေတာဖြစ်ပါတယ်ဒါဆိုတော့ BMI ကို short ချပေးတယ်ဆိုတော့ကျမတို့ BMI ပမာဏပေါ့နော်ကျမတို့ခန္ဓာကိုယ်မှာ BMI ပမာဏ25တဲ့ကျော်နေပြီဆိုရင်သေချာပေါက်အစီရှိပါတယ်before ကိုသုံးဆွဲပေးရမှာပဲဖြစ်ပါတယ် BMI ပမာဏက30ထက်30ထက်ကျော်နေပြီဆိုတော့အဝလုံးပြီလို့ခေါ်ပါတယ်အများကြီးကိုအစီချဖို့သိနေပါပြီမဟုတ်လို့ရှိရင်တော့ဒီသွေးတို့စီးတို့နှလုံးအသက်အစီဖုံးကြောက်ကက်အယိုးအစစ်စရှိသဖြင့်ယောဂါတွေကနောက်ကနေတတိတန်းကြီးလိုက်လာနိုင်ပါတယ်ဒါကြောင့် BMI ပမာဏ30ထက်ကျော်တဲ့သူများကတော့အထူးဂရုစိုက်ပြီးတော့ကိုအစီချပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင် BMI ပမာဏတွက်ချက်နည်းလေးကိုကျွန်မကမျှဝေပေးချင်ပါတယ်ဒါဘယ်လိုမျိုးတွက်ချက်တာလဲဆိုတော့ BMI ရဲ့မှာပုံသေးနည်းရပါတော့ပုံသေးနည်းကကျမတို့ရဲ့မှာ body weight kilogram ကိုဒီနော် body weight kilogram ကိုဒီပြီးတော့အရက်ပေါ့နော်ဒီအရက်ရဲ့ meter square နဲ့စတာဒါဆိုရင်ထွက်လာတဲ့အဖြေဒီ BMI ပမာဏပဲနော်ဒါဆိုရင် BMI ပမာဏက 80.5 နဲ့ 24.9 ကြားထဲမှာရှိတယ်ဆိုရင် okay တဲ့ BMI ပမာဏပဲဖြစ်ပါတယ်เนาะအဲဆိုရင်မိတ်ဆွေတို့က 80.5 နဲ့ 24.9 ကြားထဲကိုရရှိဖို့မတို့ကတိုင်းတာကြည့်နေရင်ဒီထက် 80.5 တဲ့အောက်ကိုရောက်သွားမယ်ဆိုလို့ရှိရင်လေကိုယ်ခံအားတွေကျဆင်းတာမောပန်းလွယ်တာအစရှိတဲ့ပြင်ခန္ဓာကိုယ်မကြန့်ခိုင်တော့ဘူးပေါ့เนาะမကြန့်ခိုင်တော့ဘူးဒါဆိုလို့ရှိရင်လည်းမကောင်းပါဘူး25တဲ့ကျော်ရင်လည်းမကောင်းပါဘူးဒါဆိုဒီကြားတွေက 80.5 နဲ့ 24.9 ကြားတွေကပမာဏဆိုရင် okay ပါတယ်ဒါဆိုရင်မိတ်ဆွေတို့လည်းဒီပမာဏကိုတိုင်းတာကြည့်လို့ရပါတယ်เนาะတိုင်းတာပြီးတော့ alpha fit ကိုဒီ alpha fit ထည့်သွင်းထုတ်လုပ်ထားတဲ့ B4 ကိုသုံးဆွဲသည့်မသုံးဆွဲသည့်ပေါ့เนาะဒါမိတ်ဆွေတို့တိုင်းတာကြည့်လို့ရပါတယ်ဒါဆိုရင် alpha fit အကြောင်းသိသွားကြပြီလားရှင်းသိသွားပြီဆိုလက်မလေးတွေထောင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်နောက်ထပ်တစ်မျိုးပေါ့နော်နောက်ထပ်တစ်မျိုးကတော့ boost ပါ boost ဆိုတာကတော့ဒါဘသူကတာဝန်ထမ်းဆောင်တာလဲဒီ boost အပိုင်းကိုဘသူကတာဝန်ယူထားတာလဲဆိုတော့ Innova D ပါနော် Innova D ကတာဝန်ယူထားတာဖြစ်ပါတယ်သူက Innova D ထဲမှာပါတယ် caffeine ဓာတ်ပေါ့နော်68ရာခိုင်နှုန်းသူကသဘာဝကရရှိပြီးတော့ energy ရှင်းကြောင်းလဲနိုင်ငံတကာထောက်ခံချက်တွေရရှိထားတဲ့ oxidation ထုတ်လုပ်ပေးခြင်းကြောင့်ပေါ်ပါလန်းဆန်းမှုကိုလည်းဖြစ်စေပေါ့ဒါဒီ Innova T ရတာပေါ့ဒါဆို Innova T ကဘလို့ boost လုပ်ပေးတာလဲเนาะဘလို့ boost လုပ်ပေးတာလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်ကြည့်သူကအစီတွေကိုအပူဖြစ်ပြောင်းလဲပြီးတော့အသုံးပြုတာเนาะအစီတွေကိုအပူအဖြစ်ပြောင်းလဲပေးလိုက်တာပေါ့ဒီမြင့်တင်ပြီးတော့ပေါ့အဲ့လိုမျိုး energy ဖြစ်စဉ်ကိုမြင့်တင်ပြီးတော့အပူဖြစ်ပြောင်းလဲပေးတယ်เนาะ alpha fit နဲ့အတူတွဲပြီးတော့အလုပ်လုပ်တယ်ဒီ Innova T ရဆိုလို့ရှိရင်အချရခက်တဲ့အညိုရောင်အစီတွေကိုချပေးနိုင်တာပဲဖြစ်ပါတယ်အရန်ကောင်းတဲ့ Innova T ပါဒါဆိုရင် Innova T အကြောင်းသိသွားကြပြီလားရှင်သိသွားပြီဆိုလက်မလေးထောင်ပြပေးပါဦးဟုတ်ကဲ့ပါအရန်ကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်နောက်ထပ်တစ်မျိုးကတော့ bit เนาะ bit ကတော့ခန္ဓာကိုယ်မှာဒီ bit ဆိုတဲ့အပိုင်း B4 ထဲမှာပေါ့ဒီ bit ဆိုတဲ့အပိုင်းကိုဘယ်သူကတာဝန်ယူထားလဲဆိုတော့အေကာနီတီကတာဝန်ယူထားတာပါကြွက်သားတွေကိုတစ်လေးเนาะတိဆောက်ပေးတယ်တောင်းတင်းစေတယ်ခွန်အားတွေကိုဖြစ်စေတယ်เนาะအစီတွေကိုလောင်ကျွမ်းပြီးတော့ကြွက်သားတွေကိုတိဆောက်ပေးပြီးတော့ခန္ဓာကိုယ်မှာဒီခွန်အားအဖြစ်နဲ့ပြောင်းလဲပေးတာပဲဖြစ်ပါတယ်ဒါကအေကာနီတီပါအေကာနီတီကတာဝန်ယူထားပေးတာပါဒါဆိုလို့ရှိရင်နောက်ထပ်အပိုင်းကတော့ balance ပါเนาะ balance ကတော့ဒီအပိုင်းကို B4 ရဲ့ဒါသဒုဋ္ဌဘီပေါ့နော်ဒီဘီကိုဘယ်သူကတာဝန်ယူထားပေးတာလဲဆိုအာဖရိကန်မန်ဂိုကတာဝန်ယူထားပေးတာပါအာဖရိကတရက်ကနေရရှိတာပဲဖြစ်ပါတယ်เนาะဒီကနေသူက IRB ကိုပေါ့ IRB ကじゃဒီကနေရရှိတဲ့ IRB ကခန္ဓာကိုယ်အချိုးအစားကိုသူကထိန်းပေးတယ်ပေါ့နော်ခန္ဓာကိုယ်အချိုးအစားထိန်းပေးတယ်ဒီ balance ဆိုတဲ့အပိုင်းမှာပေါ့နော်အာဖရိကန်မန်ဂိုကပြီးလို့ရှိရင်သွေးတင်တကြားဓာတ်ကိုထိန်းပေးတယ်ကိုလက်စထရောကိုထိန်းညှိပေးတယ်နော်ပြီးလို့ရှိရင်ဒီအစာချေစနစ်တွေကိုထိန်းပေးတယ်အန်ဇိုင်းတွေရဲ့လှုပ်ဆောင်မှုကိုထိန်းပေးတယ်ဒီထိန်းသိမ်းတဲ့စနစ်တွေအားလုံးကိုအာဖရိကန်မန်ဂိုကကူညီပေးထားတာပဲဖြစ်ပါတယ်เนาะဒါဆိုရင်ဒါ
B4 ရဲ့ B လေးလုံးလောက်ဆောင်မှုတွေပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒီ B4 ရဲ့မှာပေါ့နော်ထုတ်လုပ်ထားတဲ့ပုံစံကသူကမိတ်ဆွေတို့မြင်ကြည့်မယ်ဆိုရင်ဘောလုံးတစ်သင်းလိုပဲဘောလုံးတစ်သင်းလိုပဲနော်ရှေ့တန်းတာဝန်ယူတဲ့သူကရှေ့တန်းတာဝန်ယူတဲ့သူကသူ့ရှေ့တန်းမှာပဲသူဂိုးသွင်းဖို့ပဲသူစူးစမ်းနေတယ်ပေါ့နော်ဂိုးသွင်းဖို့ပဲသူစူးစမ်းနေတယ်ဘယ်တာမှညတောင်မှဘလို့ထိုးဖောက်လဲပေါ့ဒီလိုစူးစမ်းနေအလဲတန်းတာဝန်ယူကလည်းတာဝန်ယူတဲ့သူကလည်းသူ့အလဲတန်းသူနော်နောက်တန်းတာဝန်ယူတဲ့သူကလည်းသူ့ရဲ့နောက်တန်းနော်သူ့ရဲ့နောက်တန်းမှာကြုံမလာဖို့ကိုစောက်ရှောက်ဖို့အကောင်းဆုံးစောက်ရှောက်ဖို့ပေါ့နော်ဒီလိုမျိုးကိုနေရာလေးတွေနဲ့ကိုတာဝန်လေးတွေနဲ့ကိုအသီးသီးထားဆောင်နေတာပဲဖြစ်ပါတယ်နော်ဘောလုံးတစ်သင်းလိုပါပဲဒီ B4 ရဲ့ထုတ်လုပ်ထားတဲ့ပုံစံဒါဆိုရင်ဒီ B4 ကဘောလုံးတစ်သင်းနဲ့ဘာကြောင့်တူလဲဆိုရင်ဒီလိုရှည်တန်းအလဲတန်းနောက်တန်းဂိုးသမားနော်အဲ့လိုလေးတွေကိုသူ့တာဝန်လေးတွေနဲ့သူယူထားရုံနဲ့မဟုတ်ဘဲနဲ့အရန်ဘောလုံးသင်းတွေလည်းရှိသေးတယ်နော်အရန်ထောက်ပံ့ပြီးတော့ပါနော်ထောက်ပံ့ပြီးတော့ကူညီတဲ့ပေါ့နော်ပါဝင်ပစ္စည်းတွေကလည်းရှိသေးတယ်ဒါကြောင့်ဒီ B4 ရဲ့ထုတ်လုပ်မှုပုံစံဒီဘောလုံးတစ်သင်းနဲ့တူတယ်ဆိုတာကိုကျွန်မပြောတာပဲဖြစ်ပါတယ်ဘန်းဆိုတဲ့ပထမ B ကိုတာဝန်ယူတဲ့သူတွေကဘယ်သူတွေနော်ဘေးလက်အပိုင်းကိုတာဝန်ယူထားတာဘယ်သူနော် boost ကိုတာဝန်ယူထားတာဘယ်သူ big ကိုတာဝန်ယူထားတာဘယ်သူဆိုတာသူ့တာဝန်လေးတွေနဲ့သူပိုင်နိုင်ယူထားတာပဲဖြစ်ပါတယ်ဒါဆို B4 ထုတ်လုပ်တဲ့ပုံစံသဘောပေါက်သွားကြပြီလားရှင်တောက်ပေါက်ပြီဆိုလက်မလေးတွေထောင်ပြပေးပါဦးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါကတော့ B4 ရဲ့ပုံစံပဲဖြစ်ပါတယ် MBB ဘန်းကကြတော့ AMBK ကိုနှိုးဆွပြီးတော့အစီကိုလောင်ကျွမ်းတဲ့အပိုင်းမှာ boost ကကြတော့ energy တွေ metabolism တွေမြင့်တင်တဲ့အပိုင်းမှာbit ကကြတော့ကြွက်သားတွေကိုကြည်ကြည်လေးလေးတိဆောက်တဲ့အပိုင်းမှာ balance ကတော့အစာချေစနစ်တွေ cholesterol တွေထိန်းညှိပေးတဲ့အပိုင်းပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်B4 ရဲ့ထုတ်လုပ်မှုပုံစံလေးဖြစ်ပါတယ်ဒါဆိုရင်နော်အခုကျွန်မပြောပြပေးသွားခဲ့တဲ့ B4 ပေါ့နော် B4 ဆိုတဲ့ထုတ်လုပ်မှုပုံစံအပိုင်းဘယ်သူတွေကဘာတာဝန်တွေယူရဲဆိုတဲ့အပိုင်းเนาะအဓိကထည့်သွင်းထုတ်လုပ်ထားတဲ့ပုံစံပါဝင်ပစ္စည်းတွေနဲ့เนาะအထောက်အကူဖြစ်ပေါ့เนาะအထောက်အကူပြုထည့်သွင်းထုတ်လုပ်ထားတဲ့ပစ္စည်းတွေနဲ့ပေါ့ဒါခွဲခြားပြီးတော့အားလုံးပြောသွားခဲ့တာပဲဖြစ်ပါတယ်ဒီ B4 ကိုတောက်ချင်းအဖြစ် body design program မှာပါဝင်တဲ့အမျိုးသားအမျိုးသမီးတွေရှိပါတယ်ဒါကိုကျွန်မကဒါပြောပြပေးခြင်းတယ်ပေါ့เนาะဒီမှာဆိုလို့ရှိရင်ဒါအလှမယ်တူပါပေါ့ဘယ်ဘက်ကပုံဆိုရင်ဒီ B4 ကိုမသုံးဆွဲခင်ကပုံဖြစ်ပါတယ်ညာဘက်ကပုံကတော့ B4 ကိုသုံးဆွဲပြီးတော့30 day ပေါ့ရက်30ပေါ့တစ်လအကြာမှာသုံးဆွဲပြီးတော့တစ်လအကြာမှာရလာတဲ့ result ပဲဖြစ်ပါတယ်ဒါဆိုရင်ဒီဇယားလေးကိုလည်းကြည့်လို့ရပါတယ်သူ့ရဲ့မှာ weight ဒီ82ကနေ 63.6အောက်ကန်းက 8.4 ပေါ့နော်အဲ့လိုရောက်ရှိသွားပါတယ်ပြီးလို့ရှိရင်အစီကဘယ်လောက်ကျတယ်visceral fat အစီကဘယ်လောက်ကျတယ်ပေါ့ဒါတွေကိုဒီဇယားလေးမှာကြည့်လို့ရပါတယ်ဒါဆိုလို့ရှိရင်အချိန်ကြာကြီးစောင့်လာလားဆိုတော့တစ်လပဲမိတ်ဆွေတို့တစ်လရဲ့ရက်လက်တောင်ဒီလောက်သိတာတယ်ပေါ့ဒါဆိုလို့ရှိရင်နောက်ထပ်တစ်ဦးလည်းရှိပါသေးတယ်နောက်ထပ်တစ်ဦးကဆိုလို့ရှိရင်လည်းဒီဘယ်ဘက်မှာ B4 ကိုမသုံးဆွဲခင်ကဖြစ်ပါတယ်ညာဘက်ကတော့သုံးဆွဲပြီးရက်လက်ပဲဖြစ်ပါတယ်သူလည်းပဲတစ်လပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်သူ့ရဲ့ကျသွားတဲ့ဒါကိန်းကနန်းတွေကတော့ဒီဇယားထဲမှာမိတ်ဆွေတို့ကိုယ်တိုင်ကြည့်လို့ရပါတယ်เนาะဒါဆိုရင်နောက်ထပ်တစ်ဦးရှိပါသေးတယ်နောက်ထပ်ကတော့ဒါဆိုလို့ရှိရင်တော့ဟောနော်မိတ်ဆွေတို့ကျမတို့ကိုအမြဲတမ်း training တွေပေးနေတဲ့ကိုချမ်းပဲဖြစ်ပါတယ်ကိုချမ်းဟာဆိုလို့ရှိရင်ဒီဘယ်ဘက်ကတော့ B4 ကိုမသုံးဆွဲခင်ကပုံမှာဒီဘက်ညာဘက်ကတော့ B4 သုံးဆွဲပြီးတဲ့ပုံပဲဖြစ်ပါတယ်เนาะဒါဆိုလို့ရှိရင်တစ်လလောက်သုံးဆွဲလိုက်တဲ့အချိန်မှာကိုချမ်းရဲ့ခန္ဓာကိုယ်ကဒီလိုမျိုးဖြစ်သွားတယ်ဒါเนาะဒီမှာဆို weight တွေဆိုဘယ်လောက်ကျသွားလဲเนาะအစီတွေကဘယ်လောက်ထိကျသွားလဲဆိုတာကိုဒီဘက်ကဇယားလေးမှာလည်းမိတ်ဆွေတို့ကိုယ်တိုင်ကြည့်လို့ရပါတယ်နော်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်အခုပြောပြပေးသွားခဲ့တဲ့ထုတ်ကုန်2မျိုးနော်ထုတ်ကုန်2မျိုးအကြောင်းပြီးသွားပါပြီနော်ဒီနေ့သင်တန်းမှာပေါ့နော်ဒီနေ့သင်တန်းမှာမိတ်ဆွေတို့အနေနဲ့ပေါ့အော်ငါမိတ်ဆွေတွေထဲမှာတော့ဝါတဲ့သူတွေရှိတာပဲနော်အစီချရမယ့်သူတွေရှိတာပဲဖိုးလေးနဲ့သွားကူညီလိုက်အောင်မဆိုပြီးတော့စိတ်ထဲမှာဖြစ်လာတဲ့မိတ်ဆွေများပါလားရှင်ပါတယ်ဆိုရင်လက်မလေးတွေထောင်ပြပေးပါဦးโอเคရန်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ပေါ့နော်ဒီလောက်နည်းပညာမြင့်ပေါ့နော်နည်းပညာမြင့်ထုတ်လုပ်ထားတဲ့နော် B4 ကိုမနေ့ဖန်သွားဝယ်ပြီးတော့ဈေးကွက်ဖောက်မယ်ဆိုတဲ့မိတ်ဆွေများရောပါလားရှင်ပါတယ်ဆိုရင်လက်မလေးထောင်ပြပေးပါဦးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်เนาะဒါဆိုလို့ရှိရင်ဒီနေ့ပေါ့နော်
မိတ်ဆွေများပေါ့ဒီနေ့ before ကိုဈေးကွက်ဖောက်မယ်ဆိုတဲ့မိတ်ဆွေများအရန်ကန်ကောင်းပါတယ်ကျမကသတင်းကောင်းလေးပေးချင်ပါတယ်เนาะမနေ့ဖန်ဆိုလို့ရှိရင် before ကို free ရမယ့် promotion ရှိပါတယ်မိတ်ဆွေတို့เนาะ Aspira Plus နဲ့ Nutriga တပူးဝယ်တဲ့သူတိုင်းကို before free တပူးအပေါ်ရမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့เนาะဒါကိုဒီ promotion လေးကိုဝယ်ပြီးတော့မိတ်ဆွေတို့ before ကိုလည်းဈေးကွက်ဖောက်နိုင်ကြပါစေF4 နဲ့ before နဲ့ကိုတောက်ပြီးတော့လည်းမိမိရဲ့ကျန်းမာရေးကိုစောင့်ရှောက်နိုင်ကြပါစေရှင်ဒါဆိုလို့ရှိရင်ကျွန်မဒီနေ့ပြောပြမယ်အပိုင်းလေးပြီးသွားပါပြီမေးစရာရှိရင်မေးလို့ရပါတယ်ရှင် Q&A အပိုင်းရောက်လာပါပြီရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်ဟယ်လိုမမပြောပြပါဦးမမနည်းကျွေးတခုတော့မေးချင်တယ်နော်ဟိုဟာလေးပေါ့နော်ခုနပြောတဲ့ triglyceride slide ကဒီလိုပေါ့နော်ကလေးစားတွေနဲ့ပေါ့နော်အဲ့ဒီ organ တွေနဲ့ဒီနံရိုးကြားထဲမှာဒီအစီရရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးရှိရလို့ဆိုလို့ရှိရင်ဟို F4 ကပိုပြီးအဆင်ပြေမလား B4 ကပိုအဆင်ပြေမလား triglyceride များတယ်လို့ရှိနေပြီးသားလူဆိုလို့ရှိရင် before ကပိုအဆင်ပြေပါတယ်ရှင်အစီရင်ရှိနေပြီးသားဆိုလို့ရှိရင် before ကပိုပြီးအဆင်ပြေတာပါရှင်မမဟုတ်ကဲ့အဲ့ဒါဆိုရင် B4 ကtriglyceride များတဲ့လူတွေရှိရလေအဲ့ဒါလေးတွေဆိုတော့အကြံပေးလို့ရတာပေါ့နော်ကျေးဇူးပါ B4 ကပိုအဆင်ပြေနော်ဟုတ်ကဲ့cholesterol တွေများတဲ့လူကြလို့ရှိရင် cholesterol ဆိုတာကခုလိုပေါ့total cholesterol မို့ HDL ကတော့ကောင်းတာပေါ့ LDL များတဲ့လူဆိုလို့ရှိရင် triglyceride လည်းမကောင်းပါဘူးဒါမကောင်းတဲ့စီတွေများနေတော့ခုန triglyceride များတဲ့လူကတော့ B4 ကောင်းတယ်ဆိုခြုံလိုက်လို့ဆိုလို့ရှိရင်တော့ကျန်တဲ့အစီတွေချဖို့ဆိုရင်ရောခုနလိုပေါ့ကိုလုံးကြီးကဘိုက်ပူတယ်အဲ့လိုမျိုးတွေပေါ့အဲ့ဒါဆိုရင်ရော B4 နဲ့ F4 ရွေးချယ်ဖို့ဟာဒီတစ်ခါတလေတန်းနဲ့ကွာကြတယ်လို့ဟုတ်ကဲ့အစီတွေကိုရှိနေပြီးသားပေါ့ကိုလုံးကြီးတွေကတုတ်ပြီးတော့အစီတွေကိုရှိနေပြီးသားသူတွေအတွက်ကတော့ B4 ကပိုကောင်းတာပါရှင် F4 ကတော့နောက်ထပ်ရောက်လာမဲ့အစီတွေကိုသူကကာတာပါဒါကြောင့်ခန္ဓာကိုယ်ကိုထိမ့်သိမ့်ပြီးတော့အစီသစ်တွေကိုကာတာပဲဖြစ်ပါတယ်ရှင် B4 ကတော့အစီဟောင်းတွေကိုလောင်ကျွမ်းမှုမှာပို့ပြီးတော့အားကောင်းတာပဲဖြစ်ပါတယ်ရှင်ခုနတော့ပေါ့နော်ဒီ vascular အစီပေါ့ဒီကလေးစားတွေမှာရှိတဲ့အစီဆိုလို့ရှိရင် B4 ထဲက monocy ကပို့ပြီးတော့လောင်ကျွမ်းမှုကိုကောင်းတာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးပါရှင်းသွားပြီအခုမှရှိပြီးတဲ့လူနဲ့မရှိသေးတဲ့လူတွေနဲ့ကြိုတင်ကောက်ခွဲတာနဲ့ကွဲပြားသွားတာပေါ့နော်ကျေးဇူးပါဟုတ်မင်္ဂလာပါအမဟုတ်ကဲ့မင်္ဂလာပါအမဟိုလေးမေးချင်လို့လေဟို BMR short ချတယ်ဆိုတဲ့ဟာလေးလေအဲ့ဒါစောစောက line နည်းနည်းပြတ်သွားလို့အဲ့ဒါလေးနည်းနည်းပြန်ရှင်းပြပေးပါလားရှင်ဟုတ်ကဲ့ BMI ပမာဏကိုတွက်ချက်တဲ့ပုံစံနည်းလားအမသူက BMI ဆိုတာတော့ပေါ့မှာ body mass index လို့ခေါ်တာပေါ့သူ့ရဲ့ပမာဏကကြတော့သူက25အထက်ဆိုရင်သူကအစီရှိတယ်ပေါ့30အထက်ဆိုရင်ဝါလွန်းတယ်ပေါ့ဒီလိုခေါ်တာပေါ့သူ့ကိုတွက်ချက်တဲ့ပုံစံနည်းကကြတော့ကျမတို့ရဲ့ body weight ကိုကီလိုဂရမ်နဲ့အမပေါင်နဲ့မဟုတ်ဘူးလေအဲ့တော့ကီလိုဂရမ်နဲ့ပေါ့ကျမတို့ body weight ကီလိုဂရမ်ကိုတည်ပြီးတော့ဟိုပေါ့အရက်ကြတော့မီတာအရက်မီတာ square နဲ့စားရမှာဖြစ်ပါတယ်အမဟုတ်ကဲ့ကျေးဇူးပါအမအဲ့လိုစားတဲ့အခါမှာလေ18.5နဲ့24.9ချပေါ့နော်ဟုတ်ကဲ့အဲ့ဒါဆိုရင် okay တဲ့ BMI မှာဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ပါကျေးဇူးပါမေးဖို့ရှိသေးလည်းမသိဘူးရှင်မချောစုလိုက်မကြော့ပါဟုတ်ကဲ့ဒီသားကြီးဟုတ်ကဲ့မင်္ဂလာပါ
မင်္ဂလာပါဟိုကလေမက်ကျော်ကအခု F4 ရော B4 ရောတောက်တယ်ပေါ့ဒါပေမဲ့လေမက်ကျော်အမြဲတမ်းတစ်လုံးပဲတောက်တာပေါ့နော်ဒါပေမဲ့လေဒီမထောစုလိုင်ပြောသလိုပေါ့ဟိုပါပေါ့နှလုံးသုံးလုံးထိ F4 ကတောက်လို့ရတာဆိုတော့အမသိထားတာမနက်တစ်လုံးအဲ့လိုပေါ့နေ့လေတစ်လုံးညတစ်လုံးအဲ့လိုလားဒါမှမဟုတ်တစ်ပြိုင်တည်းပေါ့နော် F4 ကိုတောက်လို့ရတာနှလုံးသုံးလုံးဒီဟာကြီးတပြိုင်တည်းတောက်လို့ရတာနှလုံးစီနှစ်ခါတောက်လို့ရပါတယ်ရှင်လေးလုံးရှိဒီဟာကြီးတို့ဟိုပါပေါ့ဘော်ဒီမျိုးဆိုလို့ရှိရင်တော့တစ်လုံးလောက်နဲ့ပဲအဆင်ပြေပါတယ်ရှင်ဟုတ်ကဲ့တခါတလေဝါဒီတွေပါတယ်များဆိုတဲ့နေ့နှလုံးလောက်တောက်တယ်နှလုံးလောက်တောက်ရှင်တာခါလေးကြာရင်အများကြီးစားတဲ့နေကြာရင်အားကြတုံးနေမေးနေဟုတ်ကဲ့ပါဝါလွန်းတယ်ဆိုလို့ရှိရင်တော့နေ့လယ်မှာနှလုံးနေ့လယ်ထမင်းမစားခင်မိနစ်20လောက်မှာနှလုံးနဲ့ညထမင်းမစားခင်မိနစ်20မှာနှလုံးတောက်လို့ရပါတယ်ရှင်စုစုပေါင်း၄လုံးတောက်လို့ရပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မချောစုလိုင်ကျေးဇူးပါနော်ဟုတ်ကဲ့ကျေးဇူးပါရှင်ဒီဒါဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒီနေ့မှာပေါ့နော်လက်တော်ကလည်းဘက်ထရီဒေါင်းသွားတဲ့အတွက်နောက်ပိုင်းလေးမှာပေါ့နော်ကျမဟိုအစင်မပြေလေးတွေဖြစ်သွားပါတယ်သိခံပြီးတော့စောင့်နေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့မိကုန်းလေးတွေမေးချင်တဲ့သူများရှိသေးလားရှင်ဟုတ်ကဲ့ပါရှင်မိကုန်းလေးမေးချင်တဲ့သူများရှိသေးလားရှင်တကယ်လို့မရှိတော့ဘူးဆိုရင်တော့ညီမတို့ training လေးကိုပိတ်သိမ်းချင်ပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်ဒီနေ့သင်ကြားပေးသွားတယ်မချောဆူလိုင်လည်းကျေးဇူးတင်ပါတယ်အချိန်ရောက်ပြီးတော့တက်ရောက်ပေးတယ်ဒီရာကြီးများအားလုံးနဲ့ customer များအားလုံးကိုလည်း SCM မိသားစုစာကုန်ဒီကကျေးဇူးများကြီးတင်ရှိပါတယ်ရှင်ဒီနေ့တော့မဲမပေါက်ပြီးတော့ပါဘူးရှင်အရင်တော့ကတော့မဲကိုလူ100ပတ်ဝန်းကျင်ပေါ့နော်တက်ရောက်မယ်ဆိုရင်တော့ကုမ္ပဏီဘက်ကအမြဲတမ်းမဲလေးဖောက်ပေးပါတယ်ပေါ့နော်ကုမ္ပဏီပစ္စည်းလေးတွေကိုအခုကတက်ရောက်သူများနေတဲ့အတွက်ပေါ့နော်အခုဒီနေ့မဲမဖောက်ပြီးတော့ပါဘူးရှင်တကယ်လို့မဲလေးများဖောက်စီခြင်းနဲ့ဆန္ဒများရှိရင်နောက်ပိုင်း trainer တွေရှိရဲ့အခါကြလို့ရှိရင်တော့မိမိရဲ့မိသားစုဝင်များမိမိရဲ့အောက်ကတောင်းနှင်းများကိုဖိတ်ခေါ်ပြီးတော့ training လေးတက်ပြီးလို့ကူညီပေးကြပါအောင်ရှင် trainer တွေလည်းအားရှိရပါတော့လူများတဲ့အခါကြတော့လေအခါကြရင်လူ100လောက်ဝန်းကျင်ဆိုရင်ညီမတို့ကုမ္ပဏီဘက်ကတက်ရောက်လာတဲ့လီဒါကြီးများနဲ့ customer အားလုံးကိုကျေးဇူးတုံ့ပြန်တော်အနေနဲ့နောက်ပိုင်းဆိုရင်100ပတ်ဝန်းကျင်တက်ရောက်တယ်ဆိုရင်တော့မဲလေးတွေဖောက်ပေးသွားပါမယ်ရှင်ဟုတ်ကဲ့ဒီနေ့မတ်ပိုင်းကိုမိမဲ့မိကင်းများမရှိတော့ဘူးဆိုလို့ရှိရင်တော့ training လေးကိုညီမတို့ပိတ်သိမ်းချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကဲပါကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒီတိုင်းမချောဆူလိုင်အောင်လည်းကျေးဇူးများတင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ဒီတိုင်းဒီတိုင်းကိုကျေးဇူးတင်ပါတယ်တင်ပါတယ်ဗျာအမှန်ပါပဲကျေးဇူးတင်ပါတယ်တော်ပါတယ်အဲ့ဒါမေးလေရမှာလက်ခံနဲ့မမကျူဝစကန်လည်းမပြပါဘူးเนาะတတိထားမိလိုက်မဲမဖောက်ဘူးလေမဲမဖောက်ဘူးဟုတ်တယ်ထက်သွားဟုတ်တယ်ကွန်ပျူတာမှာအားဟိုဖြစ်နေတယ်စကန်ကကူပါလည်းပဲထည့်ပေးထားရတယ်ဒီနေ့ထားလိုက်တော့ညီမလေးဟင်းအဲ့ဒါကျေးဇူးတင်ပါတယ်ရှင်နေတာ